မိတ်ဆက်ပါဦးနာမည်လေးကျွန်တော်ကိုပြည့်ပါဟုတ်ကျွန်တော်နာမည် Norbert ပါကျွန်တော်တို့ podcast ဒီနေ့ Sammy လုပ်ကြည့်မှာ podcast ပုံစံမျိုးပေါ့နော်ကျွန်တော် Sammy idea ကတခုရှိပါတော့ဒီဖူးခဲရောက်နေတဲ့မြန်မာနိုင်ငံသားတွေကိုကျွန်တော်တို့ကျွမ်းကျင်တဲ့တစ်ဖက်လမ်းတွေဘယ်လိုကူညီနိုင်မလဲဆိုတဲ့ဟာပေါ့နော်အဓိကပြဖူးခဲရောက်နေမြန်မာနိုင်ငံသားလို့ဆိုတာခါမှာတော့blue collar လောက်သားပေါ့နော်အခြေခံလောက်သားတွေပေါ့နော်အခုမှပြောင်းလာလူတွေအကြောင်းမျိုးကြောင့်ဒီနိုင်ငံကိုပြောင်းလာလူတွေအလုပ်ရှာနေတဲ့လူတွေကိုဥတည်တယ်ပေါ့နော်ဒီကြောင်းတက်တဲ့လူတို့ဝန်ထမ်းလုပ်နေတဲ့လူတွေအတွက်ကုမ္ပဏီမှာဝန်ထမ်းလုပ်နေတဲ့က podcast ရရှန်နေရောအဓိကပဲ blue collar တွေအတွက်ပေါ့နော်podcast ဆိုတာမရှိဘူးအဲ့တော့ကျွန်တော်စဉ်းစားမိရယ်ကျွန်တော်ကိုယ်တိုင်ကတော့ blue collar မဟုတ်ဘူးဒါပေမဲ့ကျွန်တော်နောက်ပိုင်းမှာတော့ကင်မရာနောက်ကနေပြီးတော့ဆက်လိုက်ရပြီပေါ့နော်ဒါကတော့ကျွန်တော်ပထမဆုံး podcast ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ပထမဆုံးအချိန်မှာလူသိမ့်မရှိသေးတာပေါ့နော်စပြီးတော့ကိုပြေးကတော့ကျွန်တော်ဒါရေရှည်မှာလုံးဝ interview ကျွန်တော်နေရာတာဝန်ယူမဲ့လူပေါ့နော်ဒါကျွန်တော်နှစ်ယောက်စဉ်းစားကြည့်တော့သူများကိုခေါ်မဲ့အစားကိုယ်နှစ်ယောက်ပဲစမ်းပြီးတော့လုပ်ကြည့်အောင်ဆိုပြီးနေ idea လေးရတော့နော်အဲ့တော့ကိုပြေးကိုကျွန်တော်သိတာကတော့တစ်နှစ်လောက်ကြော်ပြီကြော်ပြီတစ်နှစ်ကြော်ပြီဟုတ်ကြော်ပြီကျွန်တော်ပုံမှန်ပြတော့ hang out လုပ်လို့ရှိရင်တော့အဖြူကောင်အနေနဲ့အဲ့လို hang out လုပ်တော့မြန်မာနိုင်ငံတွေပဲဒီအခက်အခဲမျိုးစုံနဲ့ပြောင်းလာလူတွေနဲ့ကျွန်တော်တိတ်မသိဘူးလွန်ခဲ့တဲ့9လ6လမှဒီလိုကိုပြေးတို့ကျွန်တော်နောက်တခြားမြန်မာနိုင်ငံချင်းနေနဲ့မြန်မာနိုင်ငံကျွန်တော်ပေါ်တာတွေနဲ့အခက်အခဲမျိုးစုံနဲ့ပြောင်းလာလို့ရှိရဲအဲ့လိုတွေ့ပြီးတဲ့အချိန်မှာစကားပြောတော့သူတို့ပြောင်းလာတဲ့အခက်အခဲအများကြီးကျွန်တော်အရင်တော့မသိခဲ့ဘူးအဲ့တော့ကျွန်တော်ပြောတာလည်းများနေပြီဖြတ်လိုက်အောင်ဖြတ်ပြီးတော့ကိုပြေဘယ်တော့မှပြောင်းလာတယ်ဒီကိုကျွန်တော်ဒီကိုလာတော့2နှစ်ပြည့်ကန်နေပြီပေါ့နော်2နှစ်ပြည့်ကန်နေပြီ2020နဲ့3ပေါ့အဲ့လောက်ကစပြီးပြောင်းလာတာပေါ့23ပြောင်းလာတော့ကဒီဘာကြောင့်ဖူးကောက်ရွေးတာလဲဘန်တော်များဘန်ကောက်တို့ Okay မဲဆောက်တို့ချမ်းမြို့အများကြီးတယ်ဘာကြောင့်ဖူးကောက်အဲ့ဒါကလည်းအကြောင်းအရာတွေကဗျပုံမှန်အပြင်ကျွန်တော်တို့မြန်မာလူသားတွေကနိုင်ငံခြားကိုသွားမယ်ဆိုလို့ရှိရင်80% လောက်ကအဲ့လိုမျိုးတေချာအစီအစဉ်ဆွဲပြီးတော့ငါတို့ဘာသွားလောက်ကြမယ်ဘယ်နိုင်ငံကိုသွားမယ်အဲ့လိုမျိုးလုပ်ဖို့ကျွန်တော်တို့အတွက်အဲ့လိုမျိုးဘာခွင့်ရမှရှိမနေဘူးကျွန်တော်ကအဲ့လို emergency ပဲဒိုးနေရတာသိရမလားကျွန်တော်တို့ဒီကိုလာပဲဆိုလဲအစီအစဉ်လဲဘာမှရှိမနေဘူးဒီလိုပဲသိတဲ့အတိုင်းပဲကျွန်တော်နိုင်ငံရဲ့အခြေအနေအရကျွန်တော်ကဒီကိုမဖြစ်မနေလာခဲ့ရတာပေါ့နော်မဖြစ်မနေလာခဲ့ရတယ်အဲ့တော့ဖူးကတ်ကိုဘာလို့ရွေးလဲဆိုတော့ဖူးကတ်ကိုရွေးချင်လို့ရွေးလိုက်တာမျိုးတော့လည်းမဟုတ်ဘူးဒီလိုပဲကိုယ့်ရဲ့အတိတွေနဲ့ငါထိုင်းလာခြင်းနဲ့ထိုင်းသွားခြင်းနဲ့ပြောတော့ကိုနဲ့တိနီးစပ်တဲ့လူကိုချိတ်ကြည့်တယ်ဖူးကတ်မှာဆိုလို့ရှိရင်တော့ငါအတိကျွမ်းရှိတယ်သူတို့နဲ့ချိတ်ဆက်ကြည့်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်တော့အဆင်ပြေကောင်းပြင်တယ်ပေါ့နော်အားလုံးဘာမှမမြင်ရဘူးဒီတိုင်းပဲကျွန်တော်ကအဆင်ပြေနိုင်ပါတယ်ဆိုပြီးတော့ပဲဖူးကတ်ကိုလာခဲ့ကြတာပေါ့နော်ဖူးကတ်ကိုသွားမယ်ဆိုတာမျိုးရည်ရွယ်ချက်နဲ့လာတာမျိုးတော့လည်းမဟုတ်ဘူးဒီတိုင်းပဲတငယ်ချင်းတွေကလမ်းညွှန်လို့ပဲလာခဲ့ကြတာပေါ့နော်အဲ့လိုမျိုးကောင်းမှုအကြောင်းပြုပြီးအဲ့ပေါ့တငယ်ချင်းကောင်းမှုပဲပြောမှာပေါ့ဒါပေမဲ့အဲ့ဒီတငယ်ချင်းဆိုတာတွေကလည်းကျွန်တော်တို့ကငငယ်တွေကတူတူကြီးခဲ့ပြီးတော့နိုင်ငံခြားမှာတွေ့ရတငယ်ချင်းလည်းမဟုတ်ဘူးဒီလိုပဲ social media ကနေခင်မင်နေတဲ့တယောက်အပြစ်မှတော့မမြင်ဘူးတဲ့တငယ်ချင်းအဲ့တော့ကျွန်တော်ပြောချင်တာကကျွန်တော်အားလုံးကကျွန်တော် NC ပဲဒီမှာသူပြောသလိုအဆင်ပြေခြင်းလည်းပြင်မဲ့မပြေခြင်းလည်းမပြေဘူးအဲ့လိုမျိုးနဲ့ပဲကျွန်တော်ဖူးခက်ကိုရောက်လာတာပေါ့ကိုဖူးခက်ကိုပြောင်းလာတာတာမန်ဒီလိုလွယ်ကူလိန်နဲ့လာပြီးလာတာမဟုတ်ကျွန်တော်အခက်အခဲရှိတော့ကြားဘူးတယ်Okay ကိုလည်းပြောဘူးတယ်ကျွန်တော်အရင်တော့အဲ့ဒီအကြောင်းလေးပြောပါဘူးလားပြောပြလို့ရမှာဆိုရင်ဟုတ်ကျွန်တော်တို့ကသောနာပြောသလိုမျိုးပေါ့နော်ကျွန်တော်တို့ကဒီကိုတရားဝင်လမ်းကြောင်းကနေပြီးတော့လာဖို့ကျွန်တော်အရန်ခက်ခဲတယ်မဖြစ်နိုင်တဲ့လောက်ခက်ခဲတယ်ဆိုတော့ကျွန်တော်တို့ဘာရွေးကြလဲဆိုတော့နောက်ပြီးတော့တရားမဝင်လမ်းကြောင်းနေရွေးရတာပေါ့နော်တရားမဝင်လမ်းကြောင်းတွားခြင်းတယ်ဆိုတော့ဒါပေမဲ့တရားမဝင်လမ်းကြောင်းတွားမယ်ဆိုတာကလည်းကျွန်တော်တို့လွယ်လွယ်ကူကူရွေးခဲ့တာတော့မဟုတ်ဗျာကျွန်တော်တရားဝင်လမ်းကြောင်းကနေတွားဖို့လည်းကျွန်တော်စူးစမ်းခဲ့ဘူးတော့အဲ့လိုပတ်စံတွေပါအလိန်ခံရပြီးတော့အဲ့လိုအစင်မပြေတာတွေလည်းဖြစ်ပြီးတော့အဲ့လို delay ဖြစ်နေတာပေါ့နော်အကြာကြီးပဲမတွားရပဲနဲ့ delay ဖြစ်နေတဲ့ပတ်စံတွေလည်းအလိန်ခံခဲ့ရတယ်အဲ့ရနေပြီးတော့မှအောက်လမ်းကတွားလို့ရမယ်ဆိုပြီးကျွန်တော်စွန့်စားပဲတွားမယ်ဆိုပြီးတော့ဆုံးဖြတ်ချက်ချပြီးတော့ကျွန်တော်ဒီကိုထွက်လာတယ်အောက်လမ်းကတွားတဲ့ကိစ္စတွေကတော့အခက်အခဲတွေကတော့အရန်များတယ်ဒါပေမဲ့ကျွန်တော်တို့ရဲ့အခက်အခဲတွေဆိုတာကလည်းတချို့သောလူတွေရဲ့အခက်အခဲနဲ့ရှင်းရင်တော့လည်းဘာမှမဟုတ်ဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်တို့အခက်အခဲနဲ့ကျွန်တော်တို့အများကြီးဖြတ်တန်းခဲ့ရတာပေါ့နော်အဲ့လိုမျိုးတွေရှိတယ်အခက်အခဲတွေကဘလို့အခက်အခဲမျိုးတွေလဲဆိုရင်
ကျွန်တော်တို့မြန်မာပြည်ကနေပြီးတော့အဓိကလမ်းကြောင်းတွေကတော့အများကြီးရှိတယ်ထိုင်းနဲ့ဝင်လမ်းကြောင်းတွေကတော့အများကြီးပဲကျွန်တော်အများကြီးသွားတာမျိုးတွေရှိမယ်ဖျားသုံးပြီးတော့သွားတာတွေရှိမယ်ကျွန်တော်လာတာတော့ဒီကော့တောင်းကနေပြီးတော့ဒီဘက်ကန်းကိုကူးလာတာပေါ့ကော့တောင်းကနေကျွန်တော်ရန်ကုန်ကနေကော့တောင်းကိုလေရင်နဲ့လာတယ်ကော့တောင်းရောက်တော့ဟိုဘက်ကန်းကိုကျွန်တော်လှေနဲ့ကူးတယ်ကူးပြီးတော့ကျွန်တော်ရန်နောင်းရောက်တယ်ပေါ့နော်ရန်နောင်းကနေပြီးတော့ပဲကျွန်တော်အဲ့လိုကားတစ်ဆင့်တင်မောတစ်ဆင့်နဲ့ဖြတ်ပြီးတော့ဒီဖုတ်ခတ်ထဲကိုဝင်လာတာမျိုးပေါ့နော်အဲ့ဒါကကျွန်တော်တို့ကတော့တနေ့တည်းရောက်တယ်လို့ပြောလို့ရတယ်မြန်မာပြည်ကနေပြီးတော့နေကင်းပိုင်းထွက်လာလိုက်တယ်ဒီဟိုည10နာရီ17နာရီလောက်ဆိုရင်ကျွန်တော်ဖုတ်ခတ်ကိုရောက်လာပြီပေါ့တနေ့တည်းရောက်လာတယ်ပေါ့တချို့ဆိုလို့ရှိရင်တော့3ရက်5ရက်တပတ်နဲ့အချို့15ရက်20ရနေပြီးတော့1လ2လ3လထိကြာတဲ့လူတွေရှိတယ်အဲ့လိုမျိုးလိန်ဂျားထဲမှာလိန်သွားတာမျိုးတွေပေါ့နော်လမ်းမှာလာတဲ့အခက်အခဲတွေကတော့ကျွန်တော်တို့ကလေနဲ့ရောက်တယ်ပြီးတော့ဒီဘက်ကန်းကိုလှေနဲ့ကူးတယ်ကူးပြီးတော့ဒီဘက်ကန်းရောက်တော့ကျွန်တော်တို့ကားနဲ့စပြီးတော့သွားတယ်ကားနဲ့မောင်းပြီးတော့နိုင်ဝက်လောက်ရောက်ပြီးတဲ့အချိန်မှာကျွန်တော်ကနည်းနည်းပင်ပန်းတော့ကားပေါ်မှာအိတ်ချင်တယ်လို့ဖြစ်နေနည်းနည်းအိတ်ငိုက်နေရပါတော့ကားပေါ်မှာအိတ်ငိုက်နေတဲ့အချိန်မှာပဲကားကိုသူတို့ကဝုန်းကနေဆိုအဲ့လိုတော်တဲ့နေရာကိုထိုးမောင်းသွားလိုက်တယ်မောင်းသွားပြီးတော့ခက်တာကျွန်တော်တို့ကားပေါ်မှာကျွန်တော်တို့လူငယ်တွေ8ယောက်9ယောက်လောက်ပါတယ်မြန်မာတွေကြီးပဲဒါပေမဲ့မောင်းလာတဲ့လူကထိုင်မြန်မာစကားတစ်လုံးမှနားမလဲဘူးကျွန်တော်တို့ကဘယ်ကိုသွားနေရလဲကျွန်တော်တို့ဘယ်လောက်ကြာမလဲကျွန်တော်ဘာ information မှမသိရဘူးသူခေါ်သွားတဲ့နောက်ပဲကျွန်တော်ကလိုက်လာတော့မှာကျွန်တော်တို့ရဲ့ကောင်းမှုဆိုးမှုအားလုံးကသူ့လက်ထဲမှာသူတော်တဲ့ကိုထိုးမောင်းသွားလိုက်တယ်ထိုးမောင်းသွားပြီးကားကိုရက်လက်ရက်ပြီးတော့သူကအဲ့လိုမြန်မာလူတော့ပြောတယ်ဒါပေမဲ့တခေါ်မယ်မြန်ဆင်းလုံးဝမပြီးဘူးမြန်ဆင်းဆိုတော့ကျွန်တော်လည်းအတင်းပြေးဆင်းရတာပေါ့နော်အတင်းပြေးဆင်းပြီးတော့တော်တဲ့ကိုသွားပေါ့နော်သွားဆိုတော်တဲ့ကိုကျွန်တော်ဝင်ပြေးဆိုတော့ရဲပဲလိုက်လာလားဘာမှမသိရအောင်နောက်ပြီးတော့ကျွန်တော်တို့ကဘာဖြစ်နေရလဲဆိုတော့မေးစရာလူလည်းမရှိဘူးဘယ်သူမှမေးလို့မရတော့အဲ့လိုနေပဲကျွန်တော်အထဲအဲ့တော်ထဲမှာသူတို့ထိုင်ဆွဲနေမှာကျွန်တော်ထိုင်နေတယ်ပြီးတော့ကျွန်တော်တို့ထမင်းဘူးလေးတွေလာပေးတယ်လာပေးတော့လေကျွန်တော်ကဟိုနေရတဲ့ကနည်းနည်းသတိထားတဲ့လူမျိုးဆိုတော့ငါတို့တခုခုကျွေးပြီးတော့များမဟုတ်တာလုပ်လို့ဆိုလို့ရှိရင်ခံရမှာဆိုလို့ပေါ့နော်အဲ့တော့ကျွန်တော်မစားဘူးဒါတချို့ကလေးရစားကြတယ်စားပြီးတော့ကျွန်တော်အဲ့ဒီမှာနိုင်ဝက်တနာရီလောက်ကျွန်တော်ထိုင်နေရပြီးတော့ထိုင်နေရတော့စိတ်ကပူနေပြီငါတို့ဘာလို့ဒီထက်ဝင်လာရတာလဲငါတို့ကားနဲ့သွားရမယ်ဘာညာပြောပြီးတော့မှအခုဒီထက်မှလာထိုင်နေရပြီပေါ့နော်ခက်တာကကျွန်တော်တို့ကမြန်မာပြည်ကနေလာကြတဲ့ကိုနဲ့ရင်းနှီးတဲ့လူကိုတီကျွမ်းတဲ့လူနဲ့ချိတ်ဆက်ရတာမဟုတ်တဲ့ခါကျတော့ငါတို့ဟိုမှာထိုင်းနိုင်ငံနဲ့ရောက်လို့ရှိရင်သူတို့နဲ့ဆက်သွယ်လို့ရမယ်ဖုန်းကတ်ဝယ်လာတာမျိုးတို့ဘာလို့ကျွန်တော်မှဘာမှမရှိဘူးအဲ့တော့ကျွန်တော်တို့မှအဆက်အသွယ်ပြတ်သွားပြီဒီနေ့ခေတ်ပုံစံမျိုးနဲ့ကျွန်တော်လက်ထက်မှာဖုန်းမရှိနေဘူးဆိုရင်ကျွန်တော်ပတ်ဝန်းကျင်မှာဘာမှမရှိတော့သိရမလားကျွန်တော်နိုင်ငံလည်းမဟုတ်တဲ့အတွက်ကျွန်တော်ပတ်ဝန်းကျင်မှာဘာမှမရှိတော့ဘူးဘယ်သူမှမရှိတော့ဘူးအဲ့တော့ကျွန်တော်ဘယ်သူမှလည်းဆက်သွယ်လို့မရအဲ့လိုမျိုးဘာမှသူတို့ကျွေးရလဲမစားရဲပဲနဲ့ထိုင်စောင့်နေအဲ့ဒါရနောင်းထဲမှာရနောင်းထဲမှာပဲရှိသေးတယ်အဲ့ဒါနဲ့ပြီးတော့သူတို့ကနေပြီးတော့သွားမယ်ဆိုတော့ကျွန်တော်တို့နည်းနည်းလေးလမ်းလျှောက်လိုက်တော့ချောင်းလေးတွေ့အဲ့ချောင်းလေးမှာသမောလေးတွေရက်ထားတယ်အဲ့ချောင်းလေးပေါ်မှာသမောလေးလူတွေခွဲပြီးတက်ကြပါတော့၄၅စီးပေါ့တက်ကြပြီးတော့အဲ့ဘက်ကနေပြီးသူတို့ကတောက်လျှောက်အဲ့သမောနဲ့မောင်းတော့ချောင်းကလည်းရေကျနေဆိုတော့ရေတော်တော်တိမ်နေပေါ့နော်ဒါပေမဲ့သူတို့ကအဲ့ဒီချောင်းလေးထဲမှာကိုအဲ့ဒီသမောကိုသူတို့ကအဲ့လိုအတကုံမောင်းတာအဲ့တော့လိမ့်နဲ့ချောင်းထဲမှာပဲသွားရတယ်ပေါ့ဆိုပြီးတော့မဟုတ်ဘူးပင်လယ်လိုမျိုးအကျယ်ကြီးပေါ့နော်အဲ့ထဲကိုလည်းဖြတ်တာလည်းအဲ့လိုအေးဆေးမမောင်းဘဲနဲ့သူတို့အတကုံမောင်းတာအဲ့ဒါကျွန်တော် AR တိုင်းသားဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီလှေမောင်းနေတာကိုကျွန်တော်မကြောက်ဘူးဘာလို့ကြောက်လဲဆိုတော့ကျွန်တော်ခေါ်လာတဲ့လှေမောင်းပေးတဲ့အဲ့ဒီထိုင်းနိုင်ငံသားပေါ့နော်ထိုင်းနိုင်ငံသားသူမွေးစီကတုံးတယ်โอเคသူမွေးစီကတုံးတယ်ဆိုတော့ကျွန်တော်သူ့ကိုကြည့်ပြီးကျွန်တော်လန့်နေပြီအဲ့ဆိုတော့ဒီလိုမွေးစီကတုံးနေတဲ့ဘယ်အမှန်းမသိတဲ့ထိုင်းနိုင်ငံသားတယောက်ရဲ့လက်ထဲမှာကျွန်တော်အသက်ကလှေကလည်းလုံးဝတေးလေးပင်လယ်ထဲဖြတ်မောင်းနေလှေကအဲ့လိုမျိုးဆိုတော့ကျွန်တော်တော်တော်လန့်တယ်ပေါ့နော်အဲ့လိုပဲလန့်ရင်နဲ့ပဲအဖေရောက်လာပြီးတော့တချို့နေရာတွေမှာအဲ့လှေကထိုးရက်သွားပြီးတော့သူတို့စောင့်နေတာဘာလို့စောင့်နေရလဲကျွန်တော်ဘာမှမသိရဘူးမိုးလဲချုပ်နေပြီပေါ့နော်မိုးလဲချုပ်နေဘာမှမသိရဘူးစောင့်နေရကျွန်တော်ကဘယ်သူ့မှလည်းဘာမှမေးလို့မရဘူးဒီတိုင်းပဲငါတို့ထိုင်နေရတယ်ပြီးတော့ဆက်မောင်းအဲ့လိုမျိုးနဲ့ရေထဲမှာကျွန်တော်ထင်တယ်2နာရီလောက်ကြာမှနဲ့တူတယ်အဲ့လောက်ကြာပြီးတဲ့အချိန်လဲကြာတော့ကျွန်တော်ကန်တစ်ခုကိုရောက်တယ်ဘယ်ကန်ကိုရောက်သွားမှလည်းမသိတော့ဘူးပတ်ဝန်းကျင်ကိုလည်းဘာမှမမြင်ရတော့ဘူးရောက်သွားပြီးတော့သူတို့အဲ့ရနေပြီးတော့ဟိုလမ်းလျှောက်ရမယ်ပေါ့နော်အဲ့လိုပုံစံမျိုးလက်ဟန်ရှီယန်နဲ့ပြောတဲ့အခါကျကျွန်တော်တို့လမ်းလျှောက်တော့လည်းအဲ့ချောင်းတွေကနေဖြတ်လျှောက်ရတယ်ချောင်းဆိုတာကကျွန်တော်တို့ AR တိုင်းဘက်ကချောင်းဆိုရင်တော့နှုံးပဲရှိတာပေါ့နော်သူတို့ရှိမှကျတော့တဲနဲ့နှုံးနဲ့ဆက်ထားတာဒါပေမဲ့ကျွန်တော့နည်းနည်းကျွန်တယ်အရင်ကြီးမကျွန်ဘူးဒါပေမဲ့အောက်မှာခရုတွေပါလေရှိတယ်ချောက်တွေကလည်းကွဲပြဲပေါ့နော်အဲ့လိုမျိုးသွားရတာဒါဆောင်းနေပြောလို့အဲ့လိုဖုန်းမိတော့သူတို့မထိုးခိုင်းဘူးဖုန်းလည်းမထိုးခိုင်းဘူးအဲ့လိုမျိုးလာရအောင်က
ကြတဲ့အလင်းမျိုးလေးနဲ့ပေါ့နော်မမြင်တမြင်လေးပေါ့နော်အဲ့လိုမျိုးလေးနဲ့ဝုန်းဆိုကျွန်တော်တို့5 6ယောက်9ယောက်ချောင်းထဲမှာဖျက်လျှောက်ပြီးတော့အဲ့တော့ရောက်ခံဒီမှာပဲကျွန်တော်ဆိုရင်အဲ့ဘွက်ထဲကိုအဲ့လိုလူတစ်ခုလုံးပြုတ်ကြသွားတော့ခါးလောက်ထိဘွက်ကနစ်သွားဘောင်းကြီးရောဘာရောဖက်တွေရောအကုန်လုံးဘွက်တွေပေးနေတော့အဲ့ကုန်းပေါ်တက်ပြီးတော့အဲ့ကုန်းပေါ်ကျတော့သူတို့ကပါလာတဲ့6ယောက်9ယောက်ကို2ယောက်တွဲစီ1ယောက်ချင်းစီကိုသူတနေ့ယောက်ခေါ်သွားတယ်ဘယ်ကိုခေါ်သွားမလဲကျွန်တော်မသိဘူးကျွန်တော်ကအဲ့သူတို့ဝတ်ခိုင်းထားတဲ့နေရာမှာပဲကျွန်တော်ကအဲ့လိုစစ်ပွဲထဲမှာစစ်တိုက်နေရတယ်လို့ပဲကျွန်တော်ဝတ်နေရသူတို့ကဝတ်နေဗဇက်ကတော့ပြောတာမဟုတ်ဘူးနော်သူတို့အလန့်အချင်းနဲ့ပြတယ်ဝတ်နေဆိုတော့ကျွန်တော်အဲ့ထက်မှာဝတ်နေတယ်ဖုန်းလည်းလုံးဝသုံးလို့မရဘူးဖုန်းမသုံးနဲ့အလင်းအောင်ပြလို့မရဘူးအဲ့တော့ငြိမ်နေတယ်ပြီးတော့နိုင်ဝက်လောက်ကျွန်တော်တို့အဲ့ထက်မှာဝတ်ပြီးတဲ့အချိန်မှာကားတစ်စီးကတော်တဲ့ကိုထိုးမောင်းလာတာမြင်ရတယ်ပြီးတော့ကျွန်တော်တို့အဲ့ကလမ်းလျှောက်သွားလိုက်တယ်လမ်းလျှောက်သွားပြီးအဲ့ကားပေါ်ကရှမ်းအမျိုးသမီးတယောက်ပေါ့နော်ထိုင်းအမျိုးသမီးတယောက်ကနေပြီးတော့မြန်တက်ပေါ့နော်မပီကလာကျွန်တော်တို့ပြောတယ်ကျွန်တော်အဲ့တော့ဘသူခုံနေဘွားခုံနေပါရွှွတ်နေပါပေးနေရလဲသူတို့ဘာမှရှင်းပြရေးမရဘူးသူကားပေါ်ကိုကျွန်တော်ဝုန်းဆိုထိုးတက်လိုက်ပြီးတော့ထိုင်လိုက်ရပါတော့ထိုင်လိုက်ပြီးတော့သူတို့အဲ့တော်ရဲကနေပြီးတော့လမ်းမပေါ်ကိုတိတ်တော့မကြောက်ဘူး2မိနစ်3မိနစ်လောက်မောင်းတော့လမ်းမပေါ်ရောက်သွားတယ်အဲ့ဒါနေတောက်လျှောက်မောင်းတော့လေကျွန်တော်ဒါလောက်ဆိုရင်တော့AC ဖြစ်သွားပြီပေါ့နော်ကားပေါ်ရောက်သွားပြီပေါ့ AC ပဲဆိုပြီးတော့တိုက်လာဒါပေမဲ့လမ်းမှာရောက်တော့မှကျွန်တော်မ AC မှန်းသိတယ်ကျန်တဲ့ကလေးတွေကတော့ပင်မန်းတာပဲလားဘာလားတော့မသိဘူးသူတို့က AC ပဲလို့ပဲသူတို့တခုခုတော့စိတ်ပူနေမှာပေါ့နော်ဒီတိုင်းပဲလိုက်နေကြတာဒါပေမဲ့ကျွန်တော်ကမြန်မာပြည်မှာနေတော့ကျွန်တော်ကားမောင်းတယ်လို့လုပ်ခဲ့တာဆိုတော့လူတွေကကားမောင်းနေရဆိုလို့ရှိရင်ဘလောက်အရှိန်နဲ့မောင်းနေတယ်သူ့ပုံစံကဒီကားမောင်းတဲ့ပုံမှာအာရုံရှိတယ်မရှိဘူးကျွန်တော်သိတယ်ဆိုတော့ကျွန်တော်တို့ကားမောင်းပြီးခေါ်သွားတဲ့အမျိုးသမီးကအသက်အားဖြင့်35နဲ့40ဝန်းကျင်လောက်ရှိပြီသူကဒီနောက်မော်ရယ်မြစ်ကားတစ်စီးပေါ့နော်အဲ့မော်ရယ်မြစ်ကားတစ်စီးကိုကီလို120လောက်နင်းပြီးတော့သူကလက်တစ်ဖက်ကိုနှစ်ဖူးပေါ်တင်ပြီးတော့တချင်းတွေဖွင့်ထားပြီးတော့သူတို့ဆီရအောင်တစ်ဖက်ထဲကန်ပြီးတော့သူကဒါမျိုးမောင်းနေတာတိလားအဲ့တော့ကျွန်တော်ကြောက်နေပြီဗျာတဲ့မလားကြောက်နေပြီဗျာတော်တော်ကြောက်နေပြီတဲ့အဲ့လမ်းမှာတွေ့တဲ့ကားတွေပါမဟုတ်အဲ့ပတ်ဝန်းကျင်လည်းဘာမှမမြင်ရတော့ကွီတောက်လျှောက်ဖြတ်နေရတယ်ဗျာသူကနောက်အကွေ့တွေဆိုလဲ100ကျော်100နဲ့ဆွဲဝိုက်နေရဗျာဝိုက်နေရဆိုတော့ကျွန်တော်ဘလောက်သွားရမယ်မှန်းလည်းမသိဘူးဘလောက်ကြာမယ်မှန်းလည်းမသိဘူးဆိုရင်ကျွန်တော်သူ့ကိုကြည့်ပြီးတော့ကျွန်တော်တော်တော်ကြောက်နေသူကအမှပြီးလို့ရှိရင်သူကအမှဟိုစလိတ်လည်းတောက်ရှင်တောက်နေကားထဲမှာဒီတိုင်းပဲလက်တစ်ဖက်နှစ်ဖူးကိုတင်ပြီးတော့ဒီတိုင်းပဲကားကိုဒီတိုင်းမောင်းနေတော့ကျွန်တော်တော်တော်လန့်နေပြီအဲ့လိုနဲ့ပဲမောင်းရင်းနဲ့ဘယ်ကိုရောက်မှန်းတော့မသိဘူးဒါပေမဲ့ဖူးကက်နဲ့တော်တော်နီးလာတဲ့နေရာတစ်ခုမှာကျွန်တော်တို့အိမ်ထဲမှာဝင်ပြီးခဏနားနေရတယ်ပြီးတော့သူတို့ကားတွေပြောင်းတယ်ဗျကားတစ်စီးပြောင်းတယ်ပေါ့နော်တနေရာဝင်ပြီးဆိုရင်ကားတစ်စီးပြောင်းနောက်တနေရာဝင်ပြီးနောက်တစ်စီးပြောင်းအဲ့လိုပြောင်းပြီးတော့ဖူးကက်ကိုရောက်ခံဒီမြို့တစ်ခုမှာကျွန်တော်တို့ခဏနားရတယ်နားပြီးတော့ကားတစ်စီးပြောင်းပြီးတော့အဲ့ကားနဲ့နောက်ထပ် driver လည်းပြောင်းပြီးတော့ဖူးကက်ထဲကိုဝင်လာပြီးတော့မှအဲ့လိုမျိုးနဲ့ပဲကျွန်တော်ဒီဖူးကက်မြေပေါ်စရောက်တယ်ပေါ့စရောက်တော့ဟိုဟာသွားလာတော့ရောက်20လောက်လာတော့ရောက်20ပြန်ဆုံးလာအကုန်လုံးကဘယ်သူနဲ့မှမစုံတော့ဘူးဒီတိုင်းပဲသူတို့လည်းဘယ်ရောက်သွားမှမသိလိုက်ဘူးကျွန်တော်တို့ကလည်းအဲ့ဒါလည်းဟိုထပ်ပြောလို့ရတာဘယ်လိုရှိလဲဆိုတော့ဟိုလမ်းမှာလာတဲ့ကွာကျွန်တော်ကတယောက်ကိုတယောက်အဲ့လိုစကားလဲထွေထူမပြောပြကြဘူးနောက်ပြီးတော့ကျွန်တော်တို့ကိုယ်တိုင်ကနေပြီးတော့ဖူးခက်ကိုရောက်ပြီးကျွန်တော်ဖူးခက်ကိုသွားမယ်ဆိုတာပဲကိုသိတာဖူးခက်ရဲ့ဘယ်ကိုသွားမယ်ဆိုတာကျွန်တော်မသိဘူးဘယ်အလုပ်ကိုသွားမယ်ဆိုတာလည်းကျွန်တော်မသိဘူးကျွန်တော်ဒီတိုင်းပဲဖူးခက်ကိုရောက်အောင်လာခဲ့ကြရောက်လာတော့လေဒီတိုင်းပဲရောက်လာပြီးတော့ကျွန်တော်ဘယ်နေရာမှမသိတဲ့နေရာကိုအဲ့ဒီကားသမားကျွန်တော်တို့အဲ့အိမ်မှာနေဆိုပြီးလာပို့သွားတယ်ဒါပေမဲ့ကန်ကောင်းထောက်မှဆိုတာနဲ့ပဲအဲ့ဒီအိမ်ကမြန်မာကနေမနော်ကောင်မလေးနဲ့ကောင်လေးနဲ့နှစ်ယောက်အတူတူနေတဲ့အခန်းလေးကိုရောက်တယ်ရောက်တော့သူတို့ကျွန်တော်တို့ကူညီပေးပါတယ်ကူညီပေးတော့ကျွန်တော်အဲ့အခန်းလေးထဲမှာပဲနေခဲ့ကြရတယ်ပေါ့နော်နေခဲ့ကြပြီးတော့ဘာလို့လောက်မှလည်းမသိဘူးဘယ်ကိုသွားမှလည်းမသိဘူးကျွန်တော်တရားမဝင်ဘူးပေါ့နော်တရားမဝင်ဆိုတော့ဘယ်မှလည်းမသွားရဘူးအကုန်ပြောရင်ကျွန်တော်တို့ပတ်စံလည်းမပါလာတော့ဒါပေမဲ့ပါလာတဲ့ပတ်စံလေးနဲ့အဲ့လို bike တွေပါစားလို့ထမင်းတွေပါစားခြင်းပြန်ရင်လည်းအပြင်ကိုထွက်ပြီးတော့ဝယ်လို့မရဘူးပေါ့နော်ကြောက်နေရပေါ့နော်ကြောက်နေရတဲ့ခါကျတော့အဲ့တိုင်းနဲ့ပဲဘယ်လိုဆက်သွားမှမသိဘဲနဲ့ပဲဖူးခက်မှာစရောက်ခဲ့တာဘယ်လောက်ကြာသွားလဲပထမဆုံးလို့ရအောင်ပထမဆုံးအလုပ်ရဖို့ဘယ်လောက်ကြာလဲဆိုတော့အဲ့လိုရောက်လာတော့တငယ်ချင်းတွေဘာတွေနဲ့တငယ်ချင်းဆိုတာလေဒီရောက်မှာပေါ့နော်ဒီရောက်မှာဆိုတော့ကျွန်တော်ကတငယ်ချင်းဘယ်လိုစရလဲဆိုတော့ကျွန်တော်ကပတ်ကြော်ချင်းကစားတယ်ကစားတော့ကျွန်တော်နီးစပ်တဲ့လူတွေနဲ့ကျွန်တော်ချိတ်ဆက်ပြီးတော့မင်းပတ်ကြော်ချင်းကစားတယ်လားโอเคကျွန်တော်ကစားတတ်တယ်နည်းနည်းပါဆိုတော့ကျွန်တော်ပတ်ကြော်ချင်းကစားရင်လည်းပတ်ကြော်ချင်းကတငယ်ချင်းတွေတိလာတော့သူတို့နဲ့အလုပ်ချိတ်ဆက်တော့ကျွန်တော်ပထမဆုံးစတွေ့ကြုံရတဲ့အတွေ့အကြုံအခက်ခဲကကျွန်တော်ကအဲ့သူတို့ပြောတဲ့ဘတ်ဆိုတဲ့ဟာမရှိတာပဲတရားဝင်မဖြစ်တာပေါ့ဗျာပုံမှန်ပြောရရင်တော့တရားဝင်မဖြစ်တဲ့အတွက်ကျွန်တော်တို့ကိုသူအလုပ်ရှာပေးဖို့တော်တော်ခဲရင်တဲ့အတွက်ကြောင့်အလုပ်မရဘဲနဲ့ကျွန်တော်စလိန်ကရက်20လောက်နေရတယ်
နော်အလုပ်ရပြန်တော့လေအလုပ်ရပြန်တော့လေအဲ့လိုမျိုးဘလို့အလုပ်ရလဲဆိုတော့ဆောက်လို့ရေးအလုပ်ပေါ့နော်ဆောက်လို့ရေးသူများထမ်းခိုင်းရင်ထမ်းသူများတဲခိုင်းရင်တဲသူများကျွန်းတူးခိုင်းရင်တူးအဲ့ထိုင်းလို့ဘလို့ခေါ်လဲကျွန်တော်နာမည်မေးပါအဲ့ဒါကော့ဆန်း ကော့ဆန်းကော့ဆန်းအလုပ်ပေါ့နော်ထိုင်းမှာတော့ကော့ဆန်းလို့ခေါ်တယ်မြန်မာဆိုတော့ဆောက်လို့ရေးအလုပ်ဆောက်လို့ရေးအောင်အကူပေါ့နော်အကူကျွန်တော်အဲ့ဒါလုပ်ခဲ့ရတယ်နော်ကျွန်တော်ရောက်တဲ့အချိန်ကလည်းမိုးရာသီဖြစ်တော့ပူဆိုးတယ်ဗျဆောက်လို့ရေးလုပ်ငန်းအဲ့လိုရွှွနေဘွက်တွေနဲ့ပဲတစ်ချိန်လုံးလုံးပြီးလူးနေရတာလူးနေရတာဒါပေမဲ့အဲ့လုပ်တွေကိုကျွန်တော်မဖြစ်မနေလုပ်ခဲ့တယ်ဒါပေမဲ့အဲ့အလုပ်တွေကနေကျွန်တော်တို့ပတ်စံမပေးဘူးပတ်စံမပေးတော့လေကျွန်တော်တို့ကဘသူ့ကိုတွားပြီးတော့တိုင်ရမှလည်းမသိဘူးမကျေနပ်ရင်ကိုယ့်အောင်ကိုဘာမှလုပ်လို့မရဘူးပေါ့နော်ဒီတိုင်းပဲထားတာပေါ့နော်စောင့်ပြီးတောင်းပေါ့နော်အဲ့လိုမျိုးကိုယ်မဟုတ်တာလုပ်လို့ဘသူ့ကိုတွားတိုင်မယ်ဆိုမရှိဘူးဘာလို့ကိုကိုတိုင်းကတရားမဝင်ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်မှအခွင့်အရေးရတော့အများကြီးဆုံးရှုံးတာပေါ့နော်အဲ့လိုမျိုး Okay ဟိုပန်းရောက်က process ရှင်းပြပါအောင်ကျွန်တော်လည်းကျွန်တော်ဖွင့်လည်ပြောရင်ကျွန်တော်နားမလဲဘူးပန်းရောက်က process နဲ့ပတ်သက်ပြီးတော့ तू ကထိုင်းကိုတရားမဝင်ရောက်လာပြီးတော့မှတရားဝင်လုပ်ဖို့လူတွေအတွက်ဆိုလို့ရှိရင်तू ဘာအဓိကလုပ်ရလဲဆိုတော့ထိုင်းအစိုးရကတစ်နှစ်မှတစ်ခါတရားဝင်လုပ်ပေးဖို့အတွက်तू ကဒီဘတ်ဆိုရပေါ့နော်ဘတ်ဒီလိုထိုင်းအခေါ်ဘတ်ပေါ့နော်မြန်မာအခေါ်ဆိုလို့ရှိရင်တော့တရားဝင်အလုပ်လုပ်ခွင့်ပေါ့work permit ဆိုတဲ့ဟာအဲ့ဒီဥစ္စာကိုသူတို့ကတစ်နှစ်မှာအဲ့လို14-5ရက်20လောက်လုပ်ပေးရရှိတယ်နှစ်တိုင်းတော့လုပ်ပေးတယ်နှစ်တိုင်းလုပ်ပေးတယ်ကျွန်တော်ရောက်လာတဲ့နှစ်မှာကမလုပ်ပေးသေးဘူးကျွန်တော်ကဘတ်မရှိဘဲနဲ့2လ3လလောက်နေရသေးတယ်နေရပြီးတော့မှသူတို့ဖွင့်ပေးတဲ့အချိန်ဘတ်တွေဖွင့်ပြီးဆိုတဲ့အချိန်မျိုးမှာပေါ့နော်ကျွန်တော်ကဘတ်စရင်အရင်ဆုံးတင်ရတယ်ဘတ်စရင်တင်ပြီးတော့15ရက်20အဲ့လောက်ကြာတဲ့အချိန်မှာကျွန်တော်တို့ဒီ name list ဆိုတဲ့စာရွက်ကလေးရတယ် name list ဆိုတာမြန်မာလိုပြောရရင်တော့ကျွန်တော်နာမည်နဲ့ကျွန်တော်နဲ့ကထိုင်းအစိုးရရှိမှာတရားဝင်ဘတ်လုပ်ခွင့်တင်ထားပြီးပါပြီဆိုတော့အကြောင်းကြားစာသဘောမျိုးပေါ့နော်ဒါကျွန်တော်နားလဲသလိုပြောတာเนาะဟုတ်ချင်မှလည်းဟုတ်မယ်ပေါ့အဲ့လိုမျိုးစာရွက်ရတယ်ဒါပေမဲ့အဲ့ဒီစာရွက်ကလေးရပြီဆိုလို့ရှိရင်तू ကအလုပ်ဒီပါလောက်ရတာနည်းနည်းလွယ်ကူသွားပြီအလုပ်လုပ်လို့ရပြီပေါ့နော်အလုပ်လုပ်လို့ရပြီအဲ့မှာကျွန်တော်အဲ့စာရွက်ရမယ်ရပြီးပြီဆိုရင်လက်ပွေနှိပ်ဖို့ပေါ့နော်လက်ပွေကြတော့မှကျွန်တော်တို့ရုံးမှာသွားပြီးလက်ပွေသွားနှိပ်အဲ့လက်ပွေနှိပ်ပြီးတော့မှကျွန်တော်တို့က PG စာအုပ်တွေငကိုတွေကပါလာတယ်ပေါ့နော်အလွတ်တွေပေါ့ကျွန်တော်ကတရားမဝင်လမ်းကြောင်းလာတာဆိုတော့အလွတ်တွေပါလာတယ်အဲ့အလွတ်တွေထဲမှာအဲ့ web permit နဲ့ပြပြီးတော့စာအုပ်ကိုတုံးထုတယ်ပေါ့နော်တုံးထုတယ်သူတို့အသက်သွင်းတယ်လို့ခေါ်တာပေါ့တုံးထုပြီးတော့မှကျွန်တော်ကနေထိုင်ခွင့်အတွက် passport လည်းရခဲ့ပြီအလုပ်လုပ်ကိုင်ခွင့်အတွက်ဒီ web permit လည်းရခဲ့တာမျိုးပေါ့နော်အဲ့ဒီ web permit ဆိုတဲ့ဘက်ကသူကတရားဝင်ရဖို့အတွက်ဆိုလို့ရှိရင်တော့အကုန်လုံးတော့ပန်းရောက်ကအဆင့်ထိပေါ့သူကပုံမှန်မှားနေတာပန်းရောက်ကလို့အလွယ်ပြောကြတာပန်းရောက်ကနောက်ဆုံးအဆင့်မှာရတဲ့process ပေါ့နော်အဲ့ process တစ်ခုရဲ့နောက်ဆုံးအဆင့်မှာရတာသူကပထမဆုံး name list ရတယ်ပြီးတော့မှ web permit ရတယ် web permit ရပြီးတော့မှစာအုပ်ပါလာတဲ့လူတွေကစာအုပ်ကိုတုံးထုမလားမပါလာဘူးဘာမှမပါလာဘူးမှတ်ပုံတစ်ခုပဲပါလာတယ်ဆိုတဲ့လူတွေက CI စာအုပ်ဆိုပြီးလုပ်ပေးတယ်စာအုပ်အစိမ်းအောင်ပေါ့နော်သူတို့ခေါ်တဲ့စာအုပ်အစိမ်းပေါ့အစိမ်းဆက်လုပ်ပေးတယ်အဲ့ဒါကြီးစာအုပ်အစိမ်းတွေမှာရပြီးပြီဆိုတော့မှပန်းရောက်ကတ်ဆိုတဲ့ဟာရတာပေါ့အဲ့ဒီ web permit က name list စတင်လာနေပြီးတော့ဒီ CI စာအုပ်တို့ပန်းရောက်ကတ်တို့ရတဲ့အထိဆိုလို့ရှိရင်ကျွန်တော်ဆိုတစ်နှစ်ကျော်တော့ကြာတယ်တဖြည်းဖြည်းလှုပ်လာတာပေါ့နော် passport ပါခဲ့လို့မပါခဲ့ရင်လည်းကြာမှာအဲ့လိုတော့ကြာတာပေါ့နော်တစ်နှစ်ခွဲလောက်တော့ကြာတယ်အဲ့ကြာတော့မှနောက်ဆုံးအဆင့်ပန်းရောက်ကတ်ဆိုတော့ကျွန်တော်လက်ထဲကိုရောက်လာတာပေါ့အဲ့လိုso တခုနားမလဲရရှိတော့ okay name list ရတယ်ဒီမှာလက်နေလို့ရပြီလားအဲ့လိုလားဟိုထားပါတော့ဒါလို့လည်းရှောက်သွားလို့ရပြီ okay name list ရရင်လာနေလို့ရပြီလားဆိုတာက तू က name list ဆိုတာ work permit လုပ်ဖို့အတွက်ကျွန်တော်တို့အထောက်အထားတစ်ခု okay အဲ့ဒီအတွက်ကြောင့် name list ရပြီဆိုလို့ရှိရင်ဖူးခက်မှာလှုပ်ထားတယ်ပေါ့ဥပမာကျွန်တော်ကတော့ဒီဖူးခက်နယ်မြေရဲ့ဘယ်တထေးရှိမှာအလုပ်လုပ်ပါမယ်ဆိုတဲ့ပုံစံမျိုးနဲ့တင်ပြထားတယ်အဲ့ဒီအတွက် name list ရပြီဆိုလို့ရှိရင်ဖူးခက်မှာနေလို့ရတယ် okay ဖူးခက်မှာနေလို့ရတယ်ဖူးခက်မှာအလုပ်လုပ်လို့ရတယ်ဖူးခက်ဒီပေါ့ name list ရတာနဲ့အလုပ်ကိုတန်းလုပ်လို့ရမယ်သွားချင်တာရှောက်သွားလို့ရပြီလားဆိုတာတော့လေကျွန်တော်ပြောရခက်တယ်မရဘူးလို့လည်းပြောလို့ရသလိုရတယ်လို့လည်းပြောလို့ရတယ်ဟိုရလူတွေရနေရပဲပေါ့နော်မရလူကြပြန်တော့လဲဥမာသူတို့ရဲနဲ့တွေ့ရခါကြတော့သူတို့တခြားအကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့ဒီဖမ်းကျင်တယ်ဆိုလို့ရှိရင်လည်းဖမ်းလို့ရတာပေါ့နော်အဲ့တော့ဟိုဒီလိုပဲသူတိတ်ပဲနေကြတာပေါ့နော်name list က50%တော့ရတယ်လို့ပြောလို့ရတယ် name list ရှိနေရဆိုလို့ရှိရင်ကျွန်တော်လုံးဝတရားမဝင်လူမျိုးတော့မဟုတ်တော့ဘူးအထိုက်လျောက်တရားဝင်ဖြစ်နေပြီအဲ့အတွက်ကြောင့် name list ကိုအသုံးပြုလို့ရတယ်အဲ့ဒါပေါ့ပြေးလေးတော့ပေါ့ဒါပြောလို့ရပြရ
ကဲဘာလို့လဲပြီးသွားပြီအဲ့ဆိုရင်ကျွန်တော်ဦးနာကိုပြပြောလိုက်သိထားမိတယ်ဖူးခက်တွင်းမှာလို့ပြောတယ် โอเค တခြားမြို့သွားလို့ရလား တခြားမြို့သွားလို့မရဘူးname list ဆိုတာထိုင်းနိုင်ငံအတွင်းရဲ့ဘယ်သူရှိမှာဘယ်တထေးရှိမှာပေါ့ဘယ်တထေးရှိမှာအလုပ်လုပ်ကန်ခွင့်ပဲဖြစ်တယ်ခရီးသွားခြင်းကဝါပါမင်းနဲ့မဆိုင်ဘူး โอเค ခရီးသွားခြင်းက passport နဲ့ပဲဆိုင်တယ်ဥပမာဖူးခက်ကနေပြီးတော့ဖူးခက်နယ်မြေအတွင်းမှာဘတ်လုပ်ထားတယ်ဘန်ကောက်ကိုသွားခြင်းနဲ့ passport မရှိသေးဘူးဘတ်နဲ့သွားလို့မရဘူး passport ရှိမှပဲတနေနေတဲ့တနေရာကိုကူးလို့ရတာမျိုးပေါ့နော်passport ကနေထိုင်ခွင့်ဖြစ်တာ哦，what permit ဆိုတာအလုပ်လုပ်ပိုင်ခွင့်မင်းကမောင်ဘသူဒီဖုခက်နယ်မြေမှာဘယ်တထေးရှိမှာအလုပ်လုပ်ပါတယ်ဆိုတဲ့အကြောင်းပြချက်ပဲနေထိုင်ခွင့်အတွက်မပါဘူးနေထိုင်ခွင့်အတွက်ဆိုလို့ရှိရင်မင်းက passport ကိုထပ်ပြီးတော့ try ရမယ်အဲ့လိုအဲ့ဒါမှသွားလို့မရဘူး name list ကိုပြပြီးတော့သွားလို့မရဘူးအဲ့ဆိုရင် what permit name list ထွက် what permit ရ passport စာအုပ်မှာ don't to visa okay visa ရပြီးလို့ရှိမှပန်းအောင်ကဲထွက်ပြီးမှကိုသွားခြင်းနဲ့ခီးထွက်မယ်ဆိုရင်ထွက် ဒါမှမဟုတ် passport ရပြီဆိုရင်တော့သွားလို့ရတယ် passport ရ don't to ပြီးထွက်သွားလို့ရပြီသွားလို့ရပြီသွားလို့ရပြီဟိုရင်မောင်းလိုက်စင်လောက်တာတို့ကားမောင်းလိုက်စင်လောက်တာအဲ့ဒါကြတော့ဘယ်ဆင့်မှလုပ်လို့ရလဲအဲ့ဒါကြတော့ပုံမှန်အားဖြင့်တော့တချို့လူတွေကဒီ passport ရှိရင်လုပ်လို့ရတာတွေရှိတယ်တချို့ကြတော့ပန်းအောင်ကတ်ထွက်မှလုပ်လို့ရတာတွေရှိတယ်အဲ့ဒါတွေကတော့မျိုးစုံကွဲနေရပါတော့ဘာလို့ဆိုတော့ကျွန်တော်ကလည်းဟိုအကျိုးဆောင်လုံးနိုင်တဲ့အခြေအနေမျိုးမဟုတ်တဲ့ခါကျတော့တိတိကျကျရှင်းပြဖို့တော့မရှင်းပြနိုင်ဘူးပေါ့နော်မရှင်းပြနိုင်ဘူးတချို့ဆိုလို့ရှိရင် work permit နဲ့ passport ရှိရုံနဲ့ဆိုင်ကမောင်းလိုင်စင်ကားမောင်းလိုင်စင်လုတ်ပေးတဲ့အကျိုးဆောင်တွေရှိတယ်တချို့ကြတော့လည်းပန်းအောင်ကက်ရှိမှတချို့ကားမောင်းလိုင်စင်တွေပါတယ်ဆိုလို့ရှိရင်တော့ဥမာမြန်မာပြည်မှာလည်းဟိုကလိုင်စင်ရှိတယ်အဲ့လိုင်စင်ကို notary ပြန်တဲ့စာရွက်တွေပါတယ်လည်းရှိထားတယ်ဆိုလို့ရှိရင်တော့ကုန်ကြမ်းစိတ်ပူတက်တာမျိုးတွေရှိတယ်ဘာမှကိုမရှိဘူးဆိုရင်တော့ကုန်ကြမ်းစိတ်ပူများနိုင်တာမျိုးတွေရှိရပါတော့တယောက်မတူကြဘူးပေါ့ကိုချိတ်ဆက်တဲ့ဝန်ဆောင်မှုပေးတဲ့လူပေါ်မှာပဲမူတည်တာမျိုးပေါ့အဲ့လိုမျိုးဟုတ်ပြီokay ဒါတော့ရှင်းပါတယ်ဖိုင်အောင်ကက်ကတော့ process ရတော့လုတ်တင်တယ်ပေါ့နော်ဒါမဲ့ရှိလားဖိုင်အောင်ကက်မရှိဘဲနဲ့နေနေလို့လုံးဝအနှစ်ကြာပြီးကြုံဘူးလားမရှိဘဲနဲ့မဟုတ်အဓိကပန်းအောင်ကက်ဆိုတာကပန်းအောင်ကက်ဆိုတာလူတွေအလွယ်ပြောကြတာပေါ့နော်ပန်းအောင်ကက်ကတကယ်တော့ဘာမှအရေးမကြီးဘူးပန်းအောင်ကက်ဆိုတဲ့ဒီကက်ကလေးကဘာမှအရေးမကြီးဘူးသူအရေးကြီးတာဝက်ပါမစ်ပဲဒီဘတ်ပေါ့နော်ဒီဝက်ပါမစ်ပေါ့ဝက်ပါမစ်ကပဲအရေးကြီးတာဘတ်ရိုက်တယ်လို့ပြောကြတယ်ပေါ့နော်ဝက်ပါမစ်ကအရေးကြီးဘာလို့ဝက်ပါမစ်ရှိတော့မှလုံးလုံးကန်ကန်ရှိတာဟုတ်လုံးလုံးကန်ကန်ရှိတာဆိုတော့ဒီဝက်ပါမစ်ကအရေးအကြီးဆုံးပဲပန်းအောင်ဘတ်ဆိုတာတကယ်တော့အဲ့ပန်းအောင်ကက်ဆိုတာကမဖြစ်မနေဘယ်နေရာမှာတုံးတာလဲဆိုလို့ရှိရင်ပန်းအောင်ကက်ရက်လာတယ်ဆိုလို့ရှိရင်စိုက်ကယ်ထုတ်တဲ့အခါတို့ဘန်စာအုပ်လုပ်တဲ့အခါတို့အဲ့လိုနေရာမျိုးတွေလောက်မှာပဲတုံးပြီးတော့ပန်းအောင်ကက်မရှိပဲနေလို့ရတယ်ပန်းအောင်ကက်မလုပ်တဲ့လူတွေအများကြီးပဲရှိတယ်ဒါပေမဲ့ဝက်ပါမစ်ကတော့မဖြစ်မနေလုပ်ကြရတယ်ပေါ့နော်တရားမဝင်ဖြစ်မှာဆိုလို့မဖြစ်မနေတော့ CI စာအုပ်တို့ဝက်ပါမစ်တို့ကတော့ CI စာအုပ်ဝက်ပါမစ်နဲ့ CI စာအုပ်ကတော့မဖြစ်မနေလောက်ရတယ်မလောက်ဖဲနဲ့နေတဲ့လူရှိလားဆိုတော့ရှိကောင်းရှိနေနိုင်တယ်ကျွန်တော်တိကျမပြောတတ်ဘူးဒါပေမဲ့အရန်နေပါလိမ့်မယ်ဘာလို့ဆိုတော့သူတို့ကလည်းဒီလိုလာပြီဆိုတာအလုပ်လုပ်ဖို့လာကြတာပဲဆိုတော့လေအဲ့တော့အဓိကအလုပ်လုပ်ဖို့အတွက်တော့သူတို့တရားဝင်အောင်လုပ်ကြမှာโอเคနောက်ထပ်ကျွန်တော်သိတယ်မှာလည်းရှိရပါတော့ဟိုအဲ့ဖိုင်ရိုက်တာဘန်အောင်ကက်လောက်တာအခုစလုပ်လိုက်ပြီနော်ပြီးလွန်ခဲ့တဲ့တလားလှမလို့ကြာတချို့ကျတော့တထေးပေးတယ်ပစံတချို့ကျတော့ကိုယ်တိုင်ပစ္စံပေးပြီးတယ်တချို့ကျတော့တထေးစိုက်ပေးတယ်ဟို case တွေတွေ့ရတာတထေးပေးပြီးတော့အကုန်စီစဉ်ခင်မှာတထေးကဟိုပတ်စံမကြည့်မချင်းစာအုပ်ဘန်အောင်ကက်ကိုအကုန်လုံး hold လုပ်တာโอเคသူတို့မပေးတာဘူးဘယ်လိုလုပ်တင်လဲအကြံပေးတယ်ဘယ်လိုလုပ်တင်လဲဘယ်လိုလုပ်တင်လဲဆိုတော့ဘယ်လိုလုပ်တင်လဲဆိုတော့ဘယ်အကောင်းဆုံးလဲဘယ်အကောင်းဆုံးလဲအဲ့ဒါကလည်းသူကအခြေအနေမျိုးမျိုးပေါ်မှာမူတည်တယ်လို့ပြောလို့ရတယ်ဥပမာကိုကတထေးကနေပြီးတော့သူကိုယ်တိုင်ဘတ်လုပ်ပေးမယ်လို့ပြောတယ်ပတ်စံကိုသူစိုက်ပေးမယ်တဖြည်းဖြည်းချင်းကိုပြန်ပေးတချို့သဘောကောင်းတဲ့တထေးကြောက်လဲတကယ်ကိုပတ်စံကိုစိုက်ပေးတယ်တချို့ဆိုပတ်စံတော့ပြန်မယူတာတွေရှိတယ်ချို့ကြောင့်ပြန်တော့ယူတယ်တစ်လောက်1000 သို့မဟုတ်2000ပြန်ပေးဘတ်ကြေသွားပြီဆိုလို့ရှိရင်သူတို့ဝါပါမရရပါတော့ဝါပါမကိုပေးထားတယ်အခုက passport ပဲဆက်လုပ်ပေါ့နော်ဆက်လုပ်ပြီးကိုအောင်ကင်ထားရုံပဲသူတို့ရှိမှလောက်တာသူတို့နာမည်နဲ့လုံနေရုံပဲဒါပေမဲ့တချို့ကြတော့လေအဲ့လိုညစ်တာမျိုးပေါ့နော်ညစ်တာမျိုးနဲ့မပေးတော့ဘူးဆိုလို့ရှိရင်လည်းကျွန်တော်ကခန်းရတယ်ပေါ့နော်အဲ့ကြောင့်မို့တချို့နေရာကျတော့အဲ့ဆိုရင်တထင်းညစ်တယ်ဆိုရင်ကိုအောင်ကိုလှုပ်လိုက်ပေါ့ကွာဆိုပြန်တော့လေကျွန်တော်တို့မှာကိုအောင်ကိုလှုပ်ဖို့ကြတော့ဘာအခက်အခဲရှိလာလဲဆိုတော့အဓိကတော့ငွေကြေးအခက်အခဲရှိလာမယ်ပြီးလို့ရှိရင်တထင်းဘ
ယ်သူကတတိခံပေးမှလဲပေါ့နော်တတိခံပေးလားမခံပေးလားပေါ့နော်အဲ့ဒါတတိခံပေးရဆိုတာကတော့ဒီမောင်ဖြူကတော့ဖြစ်ကျွန်တော်ရှိမှလှုပ်လှုပ်ပါတယ်ဆိုတာမျိုးပေါ့နော်သူ့ရဲ့ identity ကိုပြတာမျိုးပေါ့ကျွန်တော်ရဲ့ company ကတော့ဘာဖြစ်ပါတယ်ကျွန်တော်နာမည်ကတော့ဘယ်သူပါကျွန်တော်ကတော့ဒီ time မျိုးသားမှတ်ပုံနဲ့ဘာလို့ကင်ထားပါတယ်ပေါ့နော်အဲ့ဒါမျိုးနဲ့သူ့ကိုကျွန်တော်အလုပ်သမားအဖြစ်ခန့်အပ်ပါတယ်ပေါ့နော်အဲ့ဒါမျိုးတတိနာမည်ပေါ့နော်အဲ့လိုမျိုးတတိနာမည်ခံပေးတာမျိုးဟိုခံပေးတာမခံပေးတာမျိုးပေါ့နော်အဲ့ဒါမျိုးအကောင်းဆုံးကတော့ကိုယ့်ကိုလုံးနိုင်တော့အကောင်းဆုံးပဲဗျာဘယ်သူမှစကားမပြောအောင်ကိုယ့်ကိုပတ်စံပေးနိုင်တယ်ဆိုလို့ကိုယ့်ကိုလုံးနိုင်တယ်ဆိုလို့ရှိရင်တော့အကောင်းဆုံးပဲဘယ်သူမှပြောစရာမလိုဘူးအဲ့လိုယူထားတာလို့မယူထားတာယူထားတာကတရားဝင်တော့မဟုတ်ဥမာပတ်စံကိုတတိယသူစိုက်ပေးသည်ဖြစ်စေကိုပတ်စံနဲ့ကိုလောက်ရသည်ဖြစ်စေကိုယ့်ရဲ့ work permit နဲ့ passport စာအုပ်ကိုတတိယယူထားတယ်ဆိုတာအဲ့ဒါတရားဝင်ကိစ္စတော့မဟုတ်ဘူးဒါပေမဲ့ကျွန်တော်တို့ကတရားမဝင်တဲ့ကိစ္စကိုတရားမဝင်တဲ့ဟာယူငါ့အဲ့လိုလာယူထားလို့မရဘူးဆိုပြီးတော့အဲ့လိုခလေးပြောလို့မရဘူးဘာလို့ဆိုကျွန်တော်တို့ကဒီကိုရောက်လာပြီဆိုကြတဲ့ကွာကျွန်တော်တို့ကအဖက်ဖက်ကနေပြီးတော့အဲ့လိုမျိုးကျွန်တော်ဘက်ကနေနေတာဟာရှိတာပေါ့နော်ရှိတာပေါ့ဆိုတော့ကျွန်တော်တို့ကအဲ့လိုကောင်တာပြန်မလုံနိုင်ဘူးအကြောင်းပေါ့နော်အကြောင်းပေါ့အဲ့ဒီအကြောင်းတွေကတော့အများကြီးရှိလိမ့်မယ်အဲ့တော့ကြောင့်တချို့ကတော့လည်းတချို့တထေးတွေအဲ့လိုညစ်တာကိုခံရတာမျိုးတွေရှိတာပေါ့နော်တချို့ကြတော့လည်းတချို့တထေးတွေကြတော့လည်းကောင်းပါတယ်ဟိုသူတို့ပတ်စံစိုက်ပေးပြီးပတ်စံပြန်မတောင်းတာမျိုးတွေတောင်ရှိတယ်ဒီထက်ပိုကောင်းတဲ့တထေးဆိုလို့ရှိရင်သူတို့အရန်သဘောကျတဲ့မြန်မာတွေကိုဟို channel အိမ်တွေဝယ်ပေးတဲ့တထေးတောင်ရှိနေရပဲပေါ့နော်အဲ့တော့ကောင်းချင်းမကောင်းချင်းဆိုတာလေကိုယ်တိုင်ပဲရွေးရမှာပေါ့နော်ကိုယ်တိုင်ပဲရွေးရမှာကိုယ့်ရဲ့ကံတရားပေါ်မှာလည်းမူတည်တာပေါ့အဲ့လိုမျိုးတော့ရှိတယ်တရားလေးပဲများဆိုနောက်တစ်ခုပေါ့နော်ကျွန်တော်ကိုပြည့်ကဒီရောက်လာတဲ့အလုပ်ကအများကြီးပြောင်းလဲဘူးတယ်အများကြီး short လုပ်ဘူးတယ်ပထမဆုံးကိုဆန်ပြီးတော့ zip line ဟုတ်တယ်ပြီးတော့ ride key frag ရတခုမှလောလောပြန်ဆိုင်အောင် okay နောက်ဆိုကုမ္ပဏီတွေမှာအများကြီးလည်းပြောင်းခဲ့တယ်ကိုဟိုကျွန်တော်မြင်နေပြောလို့ရှိရင်ကိုပြည့်လိုမျိုးဟိုအဲ့လိုမျိုးပေါ့ကိုမကြိုက်လို့ထွက်တာဖြစ်ကိုပြည့်လိုမျိုးကိုရဲ့စံနာကိုရဲ့ career တိုးတက်ဖို့အတွက်ပြောင်းလဲဖို့စ조사နေကိုပြည့်လိုမျိုးရှားတယ်လူနည်းစုပဲရှိတယ်ဘာဖြစ်ဒီပြောင်းလာပြီးတချို့တွေအမြင်ပြင့်သွားတယ်အမြင်ပွင့်သွားတယ်ပေါ့နော်ဘာလို့ကိုနဲ့ထိတွေ့တဲ့လူတွေနဲ့ဘောလဲမူတည်တယ်ကိုနဲ့ပေါင်းတဲ့ပေါင်းချင်းတွေမူတည်ချို့ကျွန်တော်သွားနေတဲ့ဆိုင်မှာလှုပ်နေဝန်ထမ်းတချို့ရှိရပေါ့နော်ကျွန်တော်မိတ်ဆွေလို့လည်းပြောလို့ရတဲ့ဝန်ထမ်းပေါ့နော်အမကြီးလည်းဟုတ်တယ်ညီမကြီးလည်းဟုတ်တယ်တထေးတယောက်တည်းမှာပဲလှုပ်တယ်အကုန်လဲစုံတယ်ဟုတ်ကဲ့လက်စာလည်း9,000တို့12,000တို့အိတ်ကြားထဲမှာနေစိမ့်မပါဘူးကုန်တာပဲသူကကိုယ့်အစီအစဉ်ပဲအဲ့တထေးမှလောလုံးနဲ့5-6နဲ့မယုံကန်နိုင်ဘူးဘာကြံပေးခြင်းလဲဟိုအဲ့မှာပဲနေသင့်လားဒါတော့သူတို့လိုဘွားမှာသူပြောတယ်โอเคအဲ့ဒါကအဲ့ကိစ္စနဲ့ပတ်သက်ပြီးပြောရရင်သူကတော်တော်ကြည်ကြဲတဝင့်ပြောရမယ့်ကိစ္စမျိုးရှိတယ်ဗျကျွန်တော်တို့မြန်မာရွှေ့ပြောင်းအလုပ်သမားတရားမဝင်ပေါ့နော်တရားမဝင်မြန်မာရွှေ့ပြောင်းအလုပ်သမားကျွန်တော်တို့က general worker ပဲကျွန်တော်တို့ကဒီကိုသိရမလားဟိုဥမာဟို site တစ်ခုမှာကျွန်တော်တို့ကဥမာ engineer ယာဒူးနဲ့လုပ်ဖို့သိရမလားဒီ software company တစ်ခုမှာကျွန်တော်တို့ကဒီ software နဲ့ပတ်သက်တဲ့ဟာတွေလုပ်ဖို့ကျွန်တော်လာတာမဟုတ်ဘူးကျွန်တော်တို့ဘာခိုင်းလုပ်ရမှာပဲဆိုတဲ့အတူနဲ့ကျွန်တော်ကလာကြပြီးတော့ကျွန်တော်ထိုင်းနိုင်ငံကိုရောက်လာပြီးကျွန်တော်အလုပ်တွေလုပ်ကြတယ်လုပ်တဲ့အခါကျတော့ကျွန်တော်တို့အဓိကဒီကိုရောက်လာပြီကျွန်တော်တို့ဒုက္ခပေးရဘယ်သူတွေလဲသိလားကျွန်တော်မြန်မာအချင်းချင်းပဲသိလားကျွန်တော်ဖြတ်တန်းလာခဲ့တဲ့အချိန်မှာကျွန်တော်ကိုလေထိုင်းလူမျိုးတယောက်ကနေပြီးတော့အကြေလေ personally တိုက်ခိုက်တာမျိုးကျွန်တော်မကြုံခဲ့ရဘူးလို့ပြောလို့ရတယ်ကျွန်တော်ကိုအကုန်လုံး support လုပ်ပေးခဲ့ကြတာမျိုးရှိရယ်ကျွန်တော်ကိုတကယ်တိုက်ခိုက်တာကမြန်မာတွေပဲသိလားတိုက်ခိုက်တာဆိုတာမင်းကဘာလို့တိုက်ခိုက်တာလဲဆိုလို့ရှိရင်ဟိုတိုက်ခိုက်တယ်ဆိုတာလည်းဗျာကိုကိုတိုက်ခိုက်ရတော့တဲ့အခြေအနေဖြစ်အောင်တိုက်ခိုက်လို့ရတာမျိုးပေါ့နော်ဟိုကိုတိုင်းကဘာမှမဟုတ်နေပါဘူးငါ general worker ပါငါ့ကိုခိုင်းညံခိုင်းပါဆိုပြောနေရင်တလန်နဲ့ကိုတို့ကမရဘူးဒီတိုင်းပဲအဲ့လိုဒီတိုင်းပဲတိုက်ခိုက်နေရအဲ့လိုမျိုးလူတွေအဲ့တော့ကျွန်တော်အရန်အံ့ဩရတဲ့ကိစ္စဒီကိစ္စကတကယ်ဆိုရင်ကျွန်တော်ကဒါရေချားမြေချားနေရပါတော့နော်ကျွန်တော်တို့ပတ်ဝန်းကျင်မဟုတ်တဲ့နေရာမှာလာနေရတာချင်းချင်းကဖေးမကူညီတဲ့ဒါကိုပိုးမျောလင့်တာပေါ့ဗျာကိုမြန်မာအချင်းချင်းဆိုလို့ရှိရင်ဥမာဖေးမကူညီတယ်ဆိုတာလူတွေ့တိုင်းပတ်စံချီးနေရတော့မဟုတ်ဘူးပေါ့ဗျာသိရမလားတွေ့တိုင်းပတ်စံချီးနေရကောင်းဆိုတော့လေကျွန်တော်လည်းဖတ်လို့မဟုတ်ဘူးဗျာသိရမလားကိုပတ်စံချီးနေတဲ့ကိစ္စလည်းမဟုတ်ဘူးလှုပ်ထက်ရောက်ပြီးအောင် Wembley Welcome ဖြစ်တယ်ပေါ့ဗျာသိရမလားအဲ့လိုမျိုးပေါ့သူကမဟုတ်ဘူးဒီကောင်မြန်မာကမြန်မာဆိုရင်ဒီကိုရောက်နေတာနည်းနည်းပြောရတော့လည်းမကောင်းဘူးဗျာဒါပေမဲ့လည်းမတက်နိုင်ဘူးပြောရမှာပဲတချို့လူတွေကဒီကိုရောက်နေကြပြီသူတို့ရှမ်းစကားကိုသူတို့ထိုင်းစကားကိုသူကြည်လေးပြောတတ်တယ်ဆိုလို့ချင်းသူတို့ကတကယ်သူတို့ထိုင်းလို့ကိုမှတ်ထားတာအဲ့တော့မြန်မာအလုပ်သမားတယောက်တီးလုပ်ထဲဝင်လာပြီဆိုလို့ရှိရင်ဒါတော့ငါတို့မြန်မာချင်းချင်းပဲငါတို့ကတော့တခုလိုအပ်ရင်ကူညီပေးရမယ်ဆိုတာမျိုးမဟုတ်တော့ဘူးသူကျွန်တော်တို့နဲ့တွေ့လို့ရှိရင်တော့မြန်မာစကားမပြောဘူးသူထိုင်းလို့ပဲပြောတယ်အဲ့တော့လုံးဝသူထိုင်းဆိုင်ဖမ်းလာတာသူလုံးဝထိုင်းပဲရတယ်မြောက်မထိုင်းဆိုင်ဖမ်းတာတွေဘာတွေကလဲမင်းကိစ္စငါလည်းမဆိုင်ဘူးမြောက်မနေချင်းလို့နေဒါပေမဲ့မဟုတ်ဘူးအဲ့မြန်မာမလား
သူအဲ့လိုလုံးဝအထားကြီးနေသိရမလားတခုခုဆိုလို့ရှိရင်ဥမာကွာငါဒါလေးကျွန်တော်တို့အဓိကဒီဘာသာစကားခက်ခဲကိုကျွန်တော်အဓိကရင်ဆိုင်ရတာပေါ့ရင်ဆိုင်ရတာဆိုတော့ကျွန်တော်တို့ကအင်္ဂလိပ်လိုလဲဟုတ်ဒီပတ်ဒီမတက်ဘူးကျွန်တော်တို့တချို့ကျွန်တော်အလုပ်ထဲမှာကြာတော့ပြန်တော့လဲထိုင်းနေရအင်္ဂလိပ်စကားကိုကျွန်တော်တက်တဲ့လောက်ကိုမတက်တာအများကြီးရှိအများကြီးရှိဆိုတော့ကျွန်တော် communicate လုပ်ဖို့ကဒီစကားပြောဖို့အတွက်ကအင်္ဂလိပ်လိုလည်းပြောလို့မရဘူးမြန်မာလိုလည်းပြောလို့မရဘူးဆိုတော့ထိုင်းလိုကြောက်လဲကျွန်တော်တလုံးမှမတက်ဘူးတလုံးမှမတက်တဲ့ခါကျတော့ထိုင်းလိုတက်တဲ့ငါမြန်မာအချင်းချင်းရှိတယ်ပေါ့သူတို့အကူကြီးသွားတောင်းမလားဆိုရင် no မရဘူးဘာလို့မလုပ်မပေးနိုင်တာလဲမင်းငါတို့ဘက်ကဘာလို့မရက်တီပေးနိုင်တာလဲဥမာငါဟိုတထေးကိုဝိုင်းပြီးရိုက်မယ်လို့ပြောစူဝေးနေရလဲမဟုတ်ဘူးငါအကူကြီးတစ်ခုလိုနေတယ်ဒါပေမဲ့မဟုတ်ဘူးမပေးဘူးမင်းပုံလင်းပြောရင်တော့မင်းတို့အစင်မပြေနေရပဲငါမြင်နေချင်တာမင်းတို့ဒီမှာအေးဆေးလာလုပ်ပြီးအစင်ပြေနေရဆိုတာမျိုးမလိုချင်ဘူးဒီတိုင်းပဲငါတို့ကရှမ်းပြည်ကိုရောက်လာကြပြီမင်းတို့မိနစ်တစ်နေ့မှရောက်လာတာအဲ့ဒီအကြောင်းပြချက်လောက်နေပဲဆိုတော့ကျွန်တော်တို့တောက်လျှောက်အဲ့လိုတစ်ခုပြီးတစ်ခုအဲ့လိုဗလိမ့်မယ်တိုက်ခိုက်မယ်အဲ့ဒါမျိုးတွေလုပ်နေတော့တာပဲကျွန်တော်လည်းနားမလဲပဲကိစ္စကိုအဲ့ဒါမျိုးတွေရှိတယ်အဓိကအလုပ်ထဲကနေပြီးတော့ကျွန်တော်ပြောသလိုပဲပထမဆုံးပြောသလိုပဲကျွန်တော်အောက်ဆုံးကမြန်မာအချင်းချင်းကူညီမယ်လို့ကျွန်တော်ထင်ထားပေမဲ့ကျွန်တော်တို့ထိုင်းတွေကကျွန်တော်တို့ personally တိုက်ခိုက်လာကျွန်တော်ခံရမှာဗျာသူတို့နိုင်ငံသားလေသူတို့နိုင်ငံသားပေါ့နော်မင်းတို့ငါတို့နိုင်ငံမှာလာလုပ်တဲ့ကောင်တွေမင်းတို့တရားမဝင်ကောင်တွေဘာညာကျွန်တော်တို့အနှိမ်ခံမှာပဲဘာလို့ဆိုတော့ဒါသူတို့နိုင်ငံသားကကျွန်တော်တို့နှိမ်တာမဟုတ်ဘူးကျွန်တော်တို့ဘယ်ထိုင်းရမှာစီကမင်းကတရားမဝင်အလုပ်သမားမလို့ဆိုပြီးတော့မနှိမ်ဘူးကျွန်တော်တို့နှိမ်တယ်မြန်မာအချင်းချင်းပဲမြန်မာအချင်းချင်းရပဲကျွန်တော်တို့သိရမလားအကောင်ဘာဖြစ်တယ်ညာဖြစ်တယ်အကောင်ဟိုကမရှိဘူးဒီကောင်မရှိရမရှိဘူးနဲ့နီးမျိုးစုံနဲ့ကျွန်တော်တို့နှိမ်ပြီးဒုက္ခပေးတော့တာပဲနီးမျိုးစုံဒုက္ခပေးတာပေါ့နော်အဲ့လိုတွေလည်းကြုံရတယ်ပေါ့အဲ့လိုတွေကြုံရတယ်မေးတဲ့မေးခွန်းတွေကဆိုလို့ရှိရင်တချို့ကြတော့တနေ့ရမှာအကြာကြီးဘာကြောင့်နေကြရလဲပေါ့နော်ဘာကြောင့်နေကြရလဲဆိုရင်အဲ့ဒါလည်းအဲ့လိုပြောရတာနည်းနည်းခက်တယ်ကျွန်တော်တို့မြန်မာလူမျိုးတော်တော်များများပေါ့နော်အကုန်လုံးဆိုလိုတာမဟုတ်ဘူးကျွန်တော်တို့ general worker တွေရဲ့သဘောတရားကကျွန်တော်တို့ရဲ့အသက်ရှင်ရက်တည်နေထိုင်မှုကကျွန်တော်တို့ကထမင်းစားနေရမယ်ကျွန်တော်တို့လိုချင်တဲ့အင်ကြီးဘောင်းမီဖက်နယ်လေးတွေအနည်းပါးဝယ်နိုင်မယ်ကျွန်တော်ကရွှေလိုငွေစလေးကျွန်တော်မှရှိရဆိုရင်ကျွန်တော်ကပြည့်စုံသွားပြီကျွန်တော်တို့ကဘာမှဘာမှမလိုတော့တခြားနိုင်ငံသားတွေလိုအပ်ချက်ဆိုတာသူတို့ခရီးတွေသွားမယ်သိရမလားသူတို့လေ့လာကြရရှိတယ်အများကြီးပဲကျွန်တော်တို့ကအဲ့လိုမဟုတ်ဘူးကျွန်တော်တို့ထမင်းနှက်မှန်နေပြီဆိုလို့ရှိရင်ကျွန်တော်ကကဘာတစ်ဝက်လောက်ပိုင်နေဆိုတဲ့ကောင်မျိုးတွေကျွန်တော်တို့ရဲ့အခြေအနေရပါတော့အဲ့လိုမျိုးဖြစ်တဲ့အတွက်ကြောင့်သူတို့ကိုပတ်စံပုံမှန်ပေးထားတယ်အလုပ်ထဲမှာလည်းလောက်ရတာအဆင်ပြေတယ်တတိယလည်းသူတို့သဘောကျတယ်ပေါ့ဗျာအဲ့ဒါမျိုးဟိုနေ့ဖြစ်နေပြီဆိုလို့ရှိရင်ငါဒီထက်ပိုလုံနိုင်တယ်ပတ်စံငါဒီထက်ပိုရှာနိုင်တယ်ငါပိုရှာမှရမယ်ပိုရှာလို့လေပိုရှာဖို့လိုအပ်တယ်ပေါ့နော်မတွေးတော့ဘူးပုံမှန်မရပြီဒီလောက်ဆိုရင်ရပြီအဆင်ပြေသွားပြီသူတို့အဆင်ပြေနေတဲ့အခိုက်အတန့်တစ်ခုမှသူတို့ရက်ပလိုက်တာအဲ့ဒါမျိုးရှိတယ်တချို့ကြပြန်တော့လဲအခက်ခဲမျိုးစုံကြောင့်ပေါ့နော်ဥမာ scale တစ်ခုကျွမ်းနေဆိုလို့ရှိရင်တော့ဘာသာစကားအခက်ခဲကြောင်းအလုပ်မပြောင်းရတာမျိုးတွေတချို့ကြပြန်တော့လဲအဲ့လိုတထရနေပြီးတော့အဲ့လိုအလုပ်ပြောင်းပေးဖို့အတွက်ဒီ document နဲ့ပတ်သက်တဲ့ကိစ္စတွေကိုမလိုက်ရောလို့မျိုးစုံပဲပေါ့နော်အဲ့ဒါမျိုးတွေတော့ရှိတယ်အဲ့ဒါမျိုးတွေကြောင့်အဲ့လိုမျိုးရုံးမထွက်နိုင်တဲ့လူတွေရုံးထွက်သွားတဲ့လူတွေအဲ့ဒါမျိုးတွေအများကြီးရှိနေတာဟိုကျွန်တော်သိရတဲ့တယောက်ဆိုရင်သူကြတော့နာမည်တော့မပြောတော့ပါဘူးကျွန်တော်နည်းနည်းရင်းနေသူကြတော့ဘာဖြစ်လဲဆိုတော့လောစေလာစာမတက်ဘူးเนาะလွန်ခဲ့တဲ့သူဒီမှာလောက်တာ10နှစ်လောက်ရှိပြီ10နှစ်9နှစ်လောက်ရှိပြီလာစာလည်းအဲ့တိုင်းပဲ1000 2000တက်လူမှ1000 2000အဲ့လောက်ပဲရတယ်ပြဿနာပါလဲဆိုတော့သူပြောရရှင်းလေးသူအလုပ်ပြောင်းလိုက်လို့ထားပါတော့နောက်လို့တက်ရောက်သွားတယ်လာစာလည်းကောင်းတယ်3လနဲ့အလုပ်ပြောင်းသွားရင်ဘယ်သူတောင်းရင်ပါအဲ့ဒါဆွမ်းနာပြောလို့ပြောကျွန်တော်တို့ရဲ့တကူရီတွေးခေါ်မှုပေါ်မှာပဲမူတည်တာဗျာကျွန်တော်တို့ကဥမာကြီးကျယ်ပြောတော့မဟုတ်ဘူးเนาะတိုးတက်ချင်တဲ့လူတို့ဘာလို့ပေါ့เนาะအောင်မြင်မှုရှာဖွေနေရအဲ့လောက်ကြီးတော့လေကျွန်တော်ကြီးမှပြောချင်တာမဟုတ်ပါဘူးဒါပေမဲ့အဲ့လိုမျိုးကိုတခုနေရာတခုရောက်ဖို့ကိုဘွားဒီထက်ပိုပြီးတော့အဆင်ပြေဖို့ဆိုရင်ကျွန်တော်ကစွန်သားရတာတွေရင်းနှီးရတာတွေရှိမှာပဲလေဆွမ်းနာပြောဆိုချင်းမှာငါအလုပ်ထွက်လိုက်လို့ဒီကအလုပ်ထွက်လို့နောက်ထပ်အလုပ်တစ်ခုမှာငါ့ကို3လလောက်ပဲလုပ်ပြီးတော့ငါ့အလုပ်ထွက်နိုင်ဘယ်လိုလုပ်အလုပ်ထွက်ရင်တော့နောက်တစ်ခုထပ်ရှာမှာပေါ့ဒါမျိုးတွေတော့ရင်းနှီးရတာပဲသိမလားကျွန်တော်တို့နေရာတကာကြီးကနေပြီးတော့အရင်လုပ်ခဲ့တဲ့အလုပ်ထက်ပိုတဲ့လစာမျိုးတွေပေးပြီးတော့မင်းကတစ်သက်လုံးအလုပ်မထုတ်ပါဘူးလို့တော့ဘာမှပြောလို့မရဘူးလေဘာမှပြောမရအဲ့တော့ဒီလိုပဲကိုယ့်အနေနဲ့ကိုထုတ်မယ်ဆိုရင်လည်းထုတ်ခံရမှာပဲဘာလို့ဆိုတော့ try ရမှာပဲလေနော်အဲ့လိုမျိုး try မ try ချင်တဲ့လူကိုလည်းအပြစ်တော့လည်းမပြောပါဘူးဒါသူ့ရဲ့တကူကြီးအတွေးပေါ့နော်ဒါသူ့အတွေးပေါ့တကယ်လို့ဒီထက်ပိုပြီးတော့လုံနိုင်တယ်လေကိုဒီထက်ပိုပြီးတော့ပတ်စံတွေရှာခြင်းတယ်လို့အတွေးရှိတဲ့လူငယ်တွေအဲ့လိုမျိုးဆိုရင်တော့လေထပ်ပြီးတော့ try ကြည့်ပေါ့နော်လူဆိုတာအတွေ့အကြုံတွေပိုများလာတော့မှအဲ့ဒီတစ်ခုကရတဲ့အတွေ့အကြုံနဲ့နောက်ထပ်တစ်ခုမှပိုပြီးတော့ပေါင်းပြီးတော့ပိုကောင်းအောင်လုပ်နိုင်တာမျိုးပေါ့နော်အဲ့လိုမျိုးကျွန်တော်တို့ပြောင်းနေရတာလေ
ပိုတိုးတက်တဲ့အလုပ်မျိုးပေါ့ဗျာဥမာစားတော့ဆိုင်ရနေပြီးတော့ waiter ကနေပြီးတော့ဥမာဆောက်လို့ရေးတွင်းတူးရမယ့်အလုပ်မျိုးခုံဆင်းသွားတဲ့ကောင်အဲ့လိုပြောလို့လဲဆောက်လို့ရေးလုပ်တဲ့လူတွေနှိမ့်ကြတယ်လို့ဆိုလိုတာမဟုတ်ဘူးနော်အဲ့လိုမျိုးခုံဆင်းသွားတဲ့လူမျိုးဆိုတော့မဆိုလို့ပေါ့နော်ဒီထက်ပိုကောင်းတဲ့အလုပ်တစ်ခုကိုရမယ်လားစာနဲရင်နဲပါစေလားစာနဲရင်နဲပါစေလောင်းတိုင်းဝင်ကြည့်တာမျိုးပေါ့နော်အဲ့ဒါမျိုးနဲ့ပြောင်းတဲ့လူမျိုးတွေဆိုတော့ပိုပြီးအားပေးရပေါ့နော်ကျွန်တော်ကိုယ်တိုင်ပိုအားပေးရပေါ့အဲ့ပြိုလည်းဖြစ်တယ်လို့ကျွန်တော်ထင်တယ်သူတို့လည်းအပြစ်ပြောလို့မရဘူးတဲ့သူတို့ပြောရင်ပြီးတာပဲဟုတ်ဟုတ်ဒါပေါ့ဘာလို့လူတွေကကိုယ့်ဘဝကိုယ်တိုင်ပဲရွေးချယ်တာလေနော်အဲ့တော့ဆောနာပြောလို့မင်းဒီလိုကြိုးစားဘာစကားတွေကောင်းဒီလိုလုပ်မင်းအတွေ့အကြုံဒါတွေလုပ်ဒါတွေတင်တဲ့တက်မဟုတ်သူတို့ကဘာမင်းတို့ပြောတာဘာမှမလုပ်ချင်ဘူးသူတို့ကဒီလောက်ဆိုရင်အဆင်ပြေနေပြီရတယ်ဆိုတော့နောက်ထပ်ဖြစ်လာမယ့်အခက်အခဲအတွေ့အကြုံတွေကိုလည်းဘာမှမခံချင်ဘူးလိုလည်းမလိုချင်ဘူးသူကဒီတိုင်းပဲဒီလောက်ပဲအဲ့လောက်ပဲအေးဆေးပဲရပြီအဲ့လိုလူမျိုးတွေလည်းရှိတာပေါ့နော်ကိုတွင်းနဲ့ကိုပါပဲโอเคကိုဘေးပြောင်းလာတာဒီကို2နှစ်ကျော်ပြီပေါ့နော်အဲ့တော့အကွေဖူးခက်ကိုပြောင်းလာပြီမြန်မာပြည်ကနေပြီးပြောင်းလာဖြစ်ဘန်ကောက်ကနေပြီးပြောင်းလာဖြစ်လှုပ်ရှားတာဖြစ်အိမ်ရှားတာဖြစ်ဘလို့အကြံကိုဘေးအတွေ့အကြုံပုံဝင်တည်ပြီးတော့ဘာအကြံတွေပေးခြင်းလဲအထီးကတော့ဒီမှာအလှုပ်ရှားမယ်ဆိုလို့ရှိရင်ပေါ့နော်ဒီလူဒန်းစားကတော့2မျိုးရှိတယ်ပေါ့နော်ပထမတစ်မျိုးကတော့လုံးဝ general worker ဒီဆောက်လုပ်ရေးနဲ့ပတ်သက်တဲ့ဟာမျိုးတွေဆိုလို့ရှိရင်တော့အဲ့လိုမျိုးကိုမြန်မာအချင်းချင်းပြောစကားနဲ့ပေါ့နော်ဘယ်မှာတော့အဲ့လိုဆောက်လုပ်ရေးတွေမှာလူခေါ်နေရဘာညာပေါ့နော်အဲ့ဒါမျိုးတွေနဲ့တွားလို့ရတာမျိုးတွေရှိတယ်ဒါပေမဲ့တခြားပေါ့နော်ဒီလိုဝေတာလောက်ပေါ့နော်ဘာမျိုးလှုပ်ချင်တယ်ဆိုတော့ကျွန်တော်အဓိကအားကိုးရတာပုံမှန်တိုင်းမှာပဲဒီ social media ပါပဲ social media မှာရှာတာမျိုးပေါ့နော်social media မှာရှာတာမျိုးပြီးလို့ရှိရင်လို့တကယ်ချင်းချင်းကနေပြီးတော့ရှာပေးတာမျိုးပေါ့နော်အဲ့ဒါမျိုးတွေဒါပေမဲ့social media ရှာတယ်ဆိုပြီးမြဲကျွန်တော်တို့မြန်မာတွေမှာလည်းဥမာအဲ့လိုမျိုးCV form လို့ပြောရင်ကိုတော်တော်တိုင်ပတ်နေရတယ်အများကြီးပဲနော်ဟုတ်ပါ CV form email ကနေပို့ပေးပါလို့ဆိုလို့ရှိရင်အမတိုင်ပတ်နေပြီသိမလားအဲ့တော့ CV form ဘယ်လိုလုပ်ရမှာလဲဆိုတော့မသိတဲ့လူတွေအများကြီးပေါ့နော်အလုပ်ကိုတို့တချို့ဟာတွေလုံနိုင်တာတွေရှိပါတယ်ဒါပေမဲ့အဲ့လိုမျိုးတကယ်ဟိုနေ့ဖြေရမယ့်ဟာမျိုးတွေဆိုလို့ရှိရင် interview ဖြေရမယ်ဆိုရင်ကြောက်နေရမျိုးတွေပေါ့နော်သူတို့ interview ဖြေဖို့ကြောက်နေရပါတော့ငါတို့ဘာနေမေးမှလဲငါအင်္ဂလိပ်စာမကောင်းတော့ဘာညာနဲ့အဲ့လိုမျိုးအဓိကအဲ့ဒါမျိုးတွေကြောက်တာပေါ့နော်ကြောက်တဲ့အခါကျတော့သူတို့တိတ်ပြီးတော့မလုပ်ရဲကြဘူးဒါပေမဲ့အဲ့ဒါကြောက်မနေနဲ့ပုံမှန်ပဲဒီကိုရောက်လာပြီဆိုလို့ရှိရင်ဒီလိုဝေတာတွေပဲလုပ်ချင်တယ်ဆိုလို့ရှိရင်လည်းကိုယ့်ကို C form တစ်ခုကိုကိုယ့်ကိုတေချာပြင်ဆင်ပြီးလို့ရှိရင် online မှာရှာပြီးလို့ရှိရင်တို့ရှိကိုအလကားပဲပို့ရတာပဲဗျာ online ကနေပို့ရဆိုအလကားပို့ရတာပဲပေါ့နော်တောက်လျှောက်တို့အဲ့လိုမျိုး C form တွေပို့ပြီးတော့အလုပ်ရှာတာမျိုးတွေလုပ်တို့တကယ်လို့ခေါ်တဲ့ခါကျရင်ကျွန်တော် interview သွားဖြေတာမျိုးတွေလုပ်ပေါ့နော်အဲ့ဒါမျိုးတွေနဲ့ရှောက်ဆိုဥပမာလှုပ်ရှင်ရလဲကျွန်တော်တို့လုပ်သမားတွေကိုရွေးပြီးတော့ခေါ်နေတယ်ဆိုတာမျိုးကျွန်တော်တို့ကလည်းအလုပ်တွေကိုရွေးလို့ရတယ်ပေါ့နော်မလုပ်ရရင်ပြီးရောငါ့ကိုလာစားပေးမှာပဲဆိုပြီးတော့တွေ့တဲ့အလုပ်တွေကိုရတဲ့အလုပ်တွေကိုဝင်လုပ်တာတဲ့စားလို့ရှိရင်ကိုမတော့ skill တစ်ခုရှိနေမှုလိုရတာပေါ့လေကိုမ skill မရှိသေးတဲ့အချိန်ဆိုလို့ရှိရင်တော့နင့်နာခံတဲ့ဟာတွေကိုနင့်နာခံပြီးတော့အလုပ်ကိုဝင်ပြီးတော့လုပ်အတွေ့အကြုံတစ်ခုရအောင်ယူအဲ့ဒီအချိန်နဲ့လွန်မြောက်လာပြီဆိုလို့ရှိရင်တော့ကိုမရနေတဲ့ skill နဲ့ပေါင်းပြီးတော့ဒီထက်ပိုပြီးတော့ပိုကောင်းတဲ့အလုပ်မျိုးလာစားပိုရတဲ့အလုပ်မျိုးပေါ့နော်ကိုယ့်တက်ပိုပြီးတော့ comfortable ဖြစ်မဲ့အလုပ်မျိုးတွေကိုပိုရှာပြီးတော့လုပ်ပေါ့နော်အဲ့ဒါမျိုးဆိုရင်လို့ရှိရင်တော့ပိုအဆင်ပြေတယ်ပေါ့အလုပ်ရှာဘာမှရှာဘယ်လိုရှာရမလဲဆိုရင်ကိုယ့်ရဲ့တငယ်ချင်းတွေကနေပြီးတစ်ဆင့်ရှာလို့ရသလိုအဓိကတော့ online မှာရှာပေါ့နောက်တစ်နည်းကတော့အကောင်းဆုံးကတော့cycle တစ်စီးနဲ့စတော့ဆိုင်တွေကိုပတ်ပြီးတော့လိုက်ကြည့်ပြီးတော့ C form တွေကိုအများကြီး copy ဆွဲထားသူတို့ပေးသူတို့ join နေတဲ့လူကို join မ join နေတဲ့ဘာမှမဖြစ်ဘူးဒါကကျွန်တော်တို့အမှုအခင်းကျူးလွန်နေရလည်းမဟုတ်ဘူးတရားမဝင်လုပ်နေရလည်းမဟုတ်ဘူးဒါ course ကိုအလုပ်လုပ်ရင်လိုက်ရှောက်နေရပဲဒါပေမဲ့အဲ့လိုလုပ်တဲ့လူတော်တော်ရှာလိုက်မယ်လို့ကျွန်တော်ထင်တယ်ဒါပေမဲ့အဲ့ဒါတကယ်ထိရောက်မဲ့ဟာမျိုးဗျာဘာလို့ဆိုတော့face to face တွေ့ပြီးတော့မှပဲဒီလူကအရက်မောင်းဘယ်လောက်ရှိတယ်ကိုနေဟန်နာဘယ်လောက်ရှိတယ်ဆိုတာမျိုးမှလှုပ်ရှင်နေရလဲကြည့်ပြီးတော့မှအလုပ်ကိုခန့်ကျင်တာမျိုးပေါ့နော်အဲ့ဒါမျိုးဆိုတော့အဲ့လို trying တင်တယ်လို့တော့ကျွန်တော်ထင်တယ်အဲ့လိုမျိုးတော့လောဆယ်တက်နိုင်တာကတော့လှုပ်အားပေါ့နော်လောဆယ်လှုပ်အားနဲ့ကျွန်တော်အချိန်နည်းနည်းရှိရယ်အများကြီးလည်းမရှိဘူးအဲ့ပေါ်ကျွန်တော်တက်တဲ့ပညာနဲ့ဖူးခဲရောက်နေလောဆယ်တော့ဖူးခဲပေါ့နော်ဖူးခဲရောက်နေတဲ့မြန်မာနိုင်ငံသားတွေကူညီဖို့ပေါ့နော်ပထမဆုံးအနေနဲ့ကျွန်တော်ပထမဆုံး step အနေနဲ့ကျွန်တော်ကူညီပေးလို့ရတယ်အခုပြောနေနဲ့ထွက်လာတဲ့ idea က CV form တွေပုံစံမျိုးလုံးဝmaybe format လုပ်ထားတယ်ပေါ့နော်ဒါလေးနမူနာပေါ့နော်ကိုယ့်ကို baby bobbin နဲ့ရေးတာဖြစ်ဖြစ် laptop ရှိရင် laptop နဲ့ type အဲ့ format လေးထုတ်ထားပေးလို့ရတယ်CV form အကျန်းပုံစံမျိုးလိုတဲ့ data တွေဖြည့်ပြီးတော့တခြားလို့ရတယ်ဒါ basic ပေါ့နော်ဒါ scale ကောင်းလာလို့ရှိရင်တော့ကျွန်တော် format လေးထုတ်ထားပေးမယ်ဒါအလုပ်လေးကောင်းလာပြီဆိုရင် CV form လုပ်ပြီးဆိုရင် okay ဒီ format လေးနဲ့ရှောက်လို့ရတယ်ဒါတော့ကျွန်တော်တို့ကူညီရဆိုရင်ကျွန်တော်တို့ကအလုံးဝကြီးဘာလို့ဆိုတော့ကျွန်တော်ပတ်သက်မယူဘူးကျွန်တော် free ကူညီမှာ
free ဆိုပေမဲ့လည်းဟိုသူကဒီ podcast ကရတဲ့ဝင်ငွေနဲ့ပေါ့နော်ကျွန်တော်တို့ဒီမြန်မာဒီဖူးခဲရောက်နေလူတွေပြန်ကူညီသွားမှာဒီပေါ့နော် podcast ကရတဲ့ပတ်စံဖြစ်မယ်တခြား activity ကျွန်တော်လုပ်ဖို့လည်းရှိရပေါ့နော်အဲ့ဒါတွေအားလုံးကဒီ podcast တွေကိုပြန်ဝင်ဒီကျွန်တော်တို့ဒီ interview ပုံစံ type တွေပေါ့နော်ပြန်ဝင်ပြီးတော့ကျွန်တော်ပြန်ကူညီမယ်ကူနိုင် round step တွေနဲ့ကျွန်တော်ကူညီနိုင်အဲ့လို CV form တွေကို format လေးတွေပေါ့နော်ကျွန်တော်အစဆုံးတော့မကူညီနိုင်ဘူးပွင့်လင်းပြောလို့ရရင်ကိုဘက်ကလည်းလုပ်ဖို့လိုတယ်ဒါကတော့ကျွန်တော်အမြင်ပြော sorry ကျွန်တော်စကားပြောကျွန်တော်အမြင်ကိုပြောရမယ်ဆိုလို့ရှိရင်တော့နိုင်ငံခြားပဲပြောပါတော့ဗောနော်ဟိုဥပမာတခါကျရင်ထိုင်းလောက်သွားပြီးတော့နိုင်ငံခြားနဲ့ပြောနေတယ်တချို့ကောင်တွေတိတ်မကြိုက်ဘူးဗျာဒါပေမဲ့မတက်နိုင်ဘူးဗျာဒါနိုင်ငံခြားပဲဗျာဒါနိုင်ငံခြားပဲဗျာတရားဒါနိုင်ငံခြားဥပမာနိုင်ငံခြားကိုထွက်လာပြီးတော့ဒီလိုမျိုးဟိုဒီ professional life တခုကိုစကျင်တဲ့လူငယ်တယောက်အနေနဲ့ C form တစ်ခုနဲ့ဒုက္ခရောက်နေရဆိုတာမျိုးတော့ကျွန်တော်တို့မဖြစ်စေချင်ဘူးဗျာအဲ့ဆိုမင်းကအရန်ကျွမ်းလားဆိုရင်ကျွန်တော်ဘာမှမကျွမ်းဘူးเนาะအဲ့တော့မင်း C form လုပ်ခြင်းဘယ်လိုလုပ်လဲဆိုရင်ဒီနေ့ social media ခက်ကြီးဗျာသိမလား C form တစ်ခုလုပ်နီးကိုကျွန်တော် YouTube မှာကြည့်မလား TikTok မှာကြည့်မလား Facebook မှာကြည့်မလားဘယ်နေမှာဖြစ်သွားကြည့်လို့ရတယ်ကျွန်တော်အင်္ဂလိပ်ဘာသာမကျွမ်းဘူးကျွန်တော်အင်္ဂလိပ်စာမကျွမ်းဘူးရတယ်မင်းဘာမှကျွမ်းစရာမလိုမင်းမြန်မာလိုပြော AI နဲ့မင်းဟိုကအင်္ဂလိပ်လိုပြန်ထုတ်ပေးလိုက်မယ်အဲ့ဥစ္စာကိုမင်းလိုချင်တဲ့အချက်လက်တွေမင်းအဲ့လောက်ကလေးမှမကြိုးစားဘဲနဲ့မင်းအလုပ်တစ်ခုကောင်းကောင်းလိုချင်တယ်ဆိုလို့ရှိရင်တော့အကြံပေးမယ်ညီလေးပြန်ဟိုဒါကျွန်တော်နည်းနည်းကြမ်းပဲညီလေးပြန်မင်းအဲ့ C form လောက်ကိုမှမင်းအဲ့လိုမျိုးကျွန်တော်မလုပ်တတ်ဘူးကျွန်တော်အင်္ဂလိပ်စာမကျွမ်းဘူးလို့မင်းတိုင်ပတ်နေပြီဆိုရင်တော့ကိုကြီးအားပေးချင်တာညီလေး C form မလိုတဲ့စောက်လို့ရေးလုပ်ငန်းတစ်ခုမှသွားနေပြီးတော့လုပ်ရင်လုပ်မလုပ်ရင်ညီလေးပြန်ဘာလို့ဆိုတော့ဘဝမှာ C form ဆိုတာအရန်သေးမွားတဲ့ကိစ္စပဲဟုတ်လားအဲ့တော့အဲ့ဒါဒီအကုန်လုံးတော့မင်းကြော်ဖြတ်မှာကျွန်တော်ဆိုရင်အင်္ဂလိပ်စာတကယ် ABCD အပြင်ဘာမှပုံမတက်တဲ့ကောင်ကျွန်တော်လှုပ်ချင်ဘာလုပ်လဲကျွန်တော် online မှာကျွန်တော်ရှောက်ကြည့်ရယ်YouTube မှာကြည့်မယ် AI မှာသွားကြည့်ပါ AI မှာမင်းနိုင်ခွက်လောက်ပြောမင်းမြန်မာလိုပြန်ပြောမယ့်ဟာတွေအများကြီးပဲအဲ့ဒါအစင်မပြေပြရှိမဟုတ်ရကိစ္စမရှိဘူးအစင်မပြေတဲ့စကားလုံးတွေဟောနေမဖြစ်တဲ့ဟာတွေအများကြီးကိုရှိရောက်လာအောင် AI ကလည်းအားလုံးမသိနိုင်ဘူး AI မှာလည်း software တွေအများကြီးပဲဒါပေမဲ့ software တွေရခဲ့လေအဲ့ဒါကျွန်တော်တို့အတွေ့အကြုံကျွန်တော်မှားတယ်ဆိုရင်တော့ကျွန်တော်ရိုးသားမှားရင်ကျွန်တော်တို့လူတိုင်းခွင့်လွှတ်နိုင်သိရမလားဆရာကြီးလို့ဘာလို့လဲသိရမလားဟိုနင်းရှောက်လုပ်တယ်ဆိုလို့ရှိရင်တော့တကယ် C form တကယ်ဟိုနင်းဖြစ်တဲ့ရေးတဲ့ကောင်တွေကရေးပြီးတော့ဆောက်နဲ့ပတ်သက်လို့တွေ့ကြုံဘယ်လောက်ရှိပါလဲဘာညာရှောက်ပြီးဟိုရောက်တော့မှမင်းဘာမှဟိုလက်တော့ဘဘလို့ကာယမှမသိပဲတဲ့ကောင်မျိုးတွေဆိုရင်ခွက်ဘလို့ကာယမှမသိဘူးဆိုရင်မင်းကွဲပြီးသွားပြီကျွန်တော်တို့ AI နဲ့လုပ်ပြီးတော့ကျွန်တော် C form တစ်ခုပြင်ထားလို့ကျွန်တော်တကယ်လို့မှားနေအဲ့ထက်မှတချို့မပါတဲ့စကားလုံးတွေပါတယ်ဆိုမျိုးဆိုရင်တော့မှပဲသိတယ်ဗျာတချို့သိရမလားရိုးသားမှားတယ်လူတွေကကျွန်တော်တို့ခွင့်လွှတ်နိုင်အဲ့တော့အဲ့လိုကိစ္စမျိုးတွေလောက်ကမင်းတို့ကမင်းတို့ try နဲ့မင်းတို့ try အဲ့ရိုင်းနေ try ရလို့ပေါ့နိုင်ဝဲတနိုင်အချိန်ပြီးရင်ရနိုင်တဲ့ဟာမျိုးပဲเนาะအရင်တော့တခုလှုပ်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော်ကတကယ်လှုပ်ဖူးတဲ့လူတယောက်ကိုတွားမေးတယ်ဒီခေတ်ကမင်းဘာမှမေးစရာမလိုမင်းဒီခေတ်ကဟိုဘူစီပေါင်းမှုတ်တဲ့ကိစ္စကနေစပြီးတော့မင်းဟိုဂျိုးတူလုပ်တဲ့ကိစ္စတွေအကုန်လုံး online မှာရှာလို့ရနေတဲ့ကိစ္စကြီးကိုဘာတွေခက်ခဲနေရလဲလိုက်ရှာပေါ့တခုမဟုတ်တခုဟုတ်တယ်မလားကိုယ့်အတွက်အကောင်းဆုံးအသင့်တော်ဆုံးဖြစ်မှာတခုလိုက်ရှာလိုက်ရင် okay ပဲလေဘာလို့ဆိုတော့နိုင်ငံခြားမှာလှုပ်တဲ့လူတယောက်တော့ကမင်းဒီလောက်တော့မင်းစူးစမ်းမှာကဲခက်ခဲဖြစ်နေတဲ့ technology ခက်ခဲပဲဖြစ်ကျွန်တော်တို့တက်နိုင်တဲ့ဘက်ကျွန်တော်အခြေခံလေးတွေပေါ့နော် basic လောက်တော့ကူညီပေးမယ်ကူညီပေးဖို့လည်း plan လုပ်တာရှိရပေါ့နော်ဒါဒီ podcast အောင်မြင်သွားလို့ရှိရင်တော့ကျွန်တော်တို့ဒီဟို bartender တင်တန်းတွေဘာညာပေါ့နော်အဲ့လိုမျိုးဒီထိုင်းနိုင်ငံမှာအလုပ်ကောင်းကောင်းရဖို့အတွက်ကျွန်တော်ကူညီပေးမယ်ကျွန်တော်တို့ပတ်စံတပြားမှမယူပဲပေါ့နော်ကျွန်တော်တို့တခြားနေလန်းတဲ့ပတ်စံတွေကိုဒီ podcast ရဲ့ဝင်အောင်လုပ်မယ်ဒီရောက်လာပြီးတော့အဓိကခက်ခဲတာတော့အဲ့လိုတရားမဝင်ဖြစ်တဲ့အချိန်မှာခက်ခဲတာပေါ့နော်တရားမဝင်ဖြစ်တဲ့အချိန်မှာကျွန်တော်တို့ကအဲ့လိုတွေ့ကြရအလုပ်တွေရှောက်လုပ်ရတယ်လုပ်တဲ့အလုပ်တွေရတယ်လောက်ခလာစားရချင်မှရတယ်အဲ့ဒါကိုလည်းကျွန်တော်တို့အဲ့လိုခေါင်းခက်ပြီးဖြည့်ရှင်းပေးမဲ့နင်းနေမရှိဘူးဖွဲ့စည်းမရှိဘူးပေါ့နော်ဖွဲ့စည်းမရှိဘူးအဲ့ဒါကိုလည်းဒီတိုင်းပဲနေခဲ့ရတယ်ပြီးတော့တရားဝင်စဖြစ်လာတယ်စဖြစ်လာပြီးတော့အလုပ်တွေသွားလျှောက်တယ်သွားလျှောက်ပြီးသွားလုပ်တယ်သွားလုပ်တော့လဲစောနာပြောသလိုပဲအဲ့လိုကိုမြန်မာချင်းရပဲပြန်ပြီးတော့ personal attack တွေလုပ်တယ်အဲ့ဒါတွေကိုတော်တော်ကြီးကိုကြိတ်ပြီးခံခဲ့ရတာမျိုးရှိတယ်ဘလို့မှမဖြစ်နိုင်တဲ့အခါကျတော့ဟိုကျွန်တော်တွေးတယ်ပေါ့နော်အခက်အခဲတွေရှိလာတယ်ဆိုတော့အခက်အခဲတွေရှိလာတော့ဟိုမှာကျွန်တော်ပုံမှန်အားဖြင့်ဆိုလို့ရှိရင်အဲ့လိုနည်းနည်းတိတ်ဆက်ဆက်ထိမခံကျင်တဲ့ကောင်တွေမှာပါတယ်ပေါ့နော်ငငယ်တုန်းကဆိုလဲလာမယ်5 ပေါ့နော်အဲ့လိုလူမိုက်စကားပြောတော့မဟုတ်ပါဘူးအဲ့လိုမျိုးကောင်ဒါပေမဲ့ကျွန်တော်ဒီရောက်လာပြီးအဲ့လိုကောင်မျိုးတွေတွေ့တော့ကျွန်တော်5လို့ရတာပေါ့နော်ဒါပေမဲ့ကျွန်တော်ဒီရန်ဖြစ်ဖို့လာတာမဟုတ်ဘူးပေါ့နော်ကျွန်တော်စဉ်းစားတာပေါ့နော်ကျွန်တော်ရန်ဖြစ်ဖို့လာမဟုတ်လူကလွယ်ပါတယ်လှုပ်ချင်ဘာဖြစ်ဘယ်လိုပဲလုပ်လို့လွယ်တယ်ပေါ့နော်လွယ်သူကလည်းကိုယ်လွယ်တယ်လို့ကိုယ်လည်းသူ့ကိုလွယ်တယ်ပေါ့နော်လူတယောက်ကိုဒုက္ခပေးရတာလွယ်တယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်စဉ်းစားတယ်ကျွန်တော်ဒီကိုရန်ဖြစ်ဖို့လာတာမဟုတ်ဘူးကျွန်တော်ကမိသားစုရှိတယ်ကျွန်တော်ဝင်ငွေကိုမိခိုရက်တည်နေရမဟုတ်ဘူးကျွန်တော်နဲ့ပတ်သက်ဆက်ဆံနေရတဲ့မိသားစုရှိတယ်ပေါ့နော်အဓိကတော့ကျွန်တော်တခုခုလုပ်လိုက်လို့မဟုတ်တာဖြစ်သွားရဲဆိုရင်ကျွန်တော်မိသားစုတွေကျွန်တော်အတွက်ကြောင့်မကောင်းဘူးပေါ့နော်အဲ့တော့သူတို့မျက်နှာကိုကျွန်တော်ပြန်ကြည့်ပြီးတော့သူတို့ဒီကနေ့ရှော့နေခဲ့လိုက်တာပေါ့နော်အဲ့လိုမျိုးရှော့နေခဲ့လိုက်နိုင်တီးခံလိုက်တာလည်းမှန်တယ်လို့ပဲပြောမှာပေါ့နော်အချိန်ညောက်သူကသူတို့ပဲကြံနေခဲ့ကြတာပေါ့နော်
ဟိုကြံနေခဲ့ကြတယ်ဆိုပေမဲ့ကျွန်တော်ကလည်းအမြင်ကြီးကိုရောက်သွားတယ်လို့ဆိုလို့ချင်းမဟုတ်ပါဘူးကျွန်တော်ဒီ neglect လုပ်လိုက်တယ်ပေါ့နော်တို့ကျွန်တော်အစင်မပြေတော့ဘူးအစင်မပြေတော့ဘူးဆိုကျွန်တော်ထွက်လိုက်တယ်ထွက်ပြီးတော့နောက်တစ်ခုမှပဲကျွန်တော်တွားကြိုးစားလိုက်တယ်အဲ့လိုတွားကြိုးစားတဲ့အတွက်ကြောင့်တစ်ခုပြီးတစ်ခုမှကျွန်တော်အဲ့လိုအသားမကျတာမျိုးတွေရှိတယ်ပို့ပြီးတော့လုံနေရတာမျိုးတွေရှိတယ်ဒါပေမဲ့ကိစ္စမရှိဘူးဗျာအဓိကလုံနေရဲဆိုတာငွေကြီးဆိုတာထက်ကိုစိတ်ချမ်းသာလုံနေရတယ်ဆိုလို့ရှိရင်ပို့ပြီးအဆင်ပြေပေါ့နော်အခက်ခဲတွေကတော့အဲ့လိုမျိုးအများကြီးပါပဲအများကြီးပါပဲ okay ဟိုဒီဟိုဆမဂျေးကိစ္စမတော်ရင်အိလားစာနဲ့ပတ်သက်ပြီးရောပဲနည်းနည်းလုပြန်လို့ပုံမှန်အဖြစ်တော့ဒါ standard လို့ဖြစ်နေပြီဘာမှမရှိဘူးဘာမှအတွေ့အကြုံမရှိဘူးတဆိုင်မှာဝင်လုံးဘာမှ sorry ဘာမှအတွေ့အကြုံမဟုတ်ဘူးဘာစာအုပ်မှမရှိဘာမှမရှိဘူးပြောင်းလာတယ်ဒီရောက်လာတယ်လှုပ်ဆောင်ဝင်တယ်ပုံမှန်အဖြစ်9000 8000 9000ချိုးတွေဆိုရင်လည်း9000တို့6000တို့ရသလိုလုပ်နေရတယ်အကုန်လုံးစုံသွားရင်တော့တချို့1200ပဲ1200ပါ18000ဆိုတာတချို့ကန်ကောင်းပြီးတော့အလိုတတိကောင်းတယ်ရှားတယ်တော်တော်ရှားတယ်တော်ရှားတယ်ဘာလို့ဆိုထိုင်းဒါထိုင်းနေအခြေခံစားလိုမျိုးဖြစ်သွားဖြစ်နေပြီ1000ခွဲလဲ maybe ကန်ကောင်းတယ်ကန်ကောင်းတယ်လို့ပြောလို့ရသေးတယ်12000နဲ့ချိန်အောင်ကျွန်တော်စိတ်ထင်1000တော်များ12000ပဲရတယ်လောက်လားဒီမှာနေဖို့လောက်လားဆိုတော့ပုံမှန်12000ရတဲ့အလုပ်တွေရပါတော့ကျွန်တော်တီးတဲ့လောက်ကတော့ဒီဆောက်လို့ရေးအလုပ်ရှိမယ်ပေါ့နော်ဆောက်လို့ရေးကတချို့ကြောင့်လည်းနေစားနဲ့ပေးတာတွေရှိတယ်ချို့ကြောင့်လည်းလာခစားသဘောမျိုးနဲ့လုပ်နေရတယ်ရှိတယ်ဆောက်လို့ရေးတွေကတော့ပုံမှန်အဖြစ်သူတို့နေစရာအခန်းလေးတွေပေးကြတယ်တချို့ကလည်းချို့ကကြတော့နေစရာလည်းပေးရစားစရာလည်းကျွေးတယ်နေစရာလည်းပေးရစားစရာလည်းကျွေးတယ်ဆိုလို့ရှိရင်ဆောက်လို့ရေးလောက်ရတဲ့12000ပတ်စံကမစိုးဘူးလို့ပြောလို့ရတဲ့အခြေအနေမှာရှိတယ်မစိုးဘူးလို့ပြောလို့ရတယ်ပေါ့နော်နေစရာစားစရာကာဗာဖြစ်သွားကာဗာဖြစ်သွားတာပေါ့နော်တချို့ဒီစပွဲတို့လုပ်တဲ့လူတွေကြတော့နေစရာကတော့မပေးဘူးစားစရာပေးတယ်လူမျိုးရှိတယ်စားစရာတွေရှိတယ်စားစရာပေးရတယ်ပေးရဆိုတော့စားစရာကပုံမှန်အားဖြင့်လူတယောက်စာကို average ကျွန်တော်ကတလောက်3000လောက်အောက်ထက်သတ်မှတ်တနေ့ကို100ပေါ့နော်ဒါအောက်ထက်ဒီထက်ပိုအောက်လို့မရဘူး100ဆိုတာမနေ့ညနေလေဟုတ်တယ်တနေ့100နဲ့တွက်ပြီးတော့တလောက်3000ပေါ့နော် average အဲ့လိုမျိုးသတ်မှတ်လို့ရတယ်3000အခန်းကားနဲ့ပေါ့နော်အခန်းကားအဲ့တော့စားစရာတက်တာတယ်ဆိုလို့ရှိရင်လည်း12000မစိုးဘူးလို့ပဲပြောမှာမစိုးဘူးဆိုတာကျွန်တော်ကစောနာပြောနေတယ်လို့မျိုးကျွန်တော်တို့ကကိုယ့်ရဲ့ skill ကတက်လာပြီကိုဘာစကားတော့၎င်းဒီအလုံးနဲ့ပတ်သက်လို့တော့၎င်း skill တက်လာပြီဆိုလို့ရှိရင်ဗျာဒီမှာ12000ပဲပေးထားတယ်ဆိုရင်ကျွန်တော်နောက်တစ်နေရာမှာ1000ပဲပေးရနေအောင်တော့ try မယ်ဗျာအဲ့လိုမှမဟုတ်ဘဲနဲ့ကိုယ် skill လည်းဘာမှတက်မလာဘူးဒီပုံစံတိုင်းပဲရှိနေတာမျိုးဆိုရင်တော့12000ဆိုတဲ့ပတ်စံကိုမြန်မာကုန်နဲ့တွက်ကြည့်ရင်မြန်မာပြည်မှာလက်ရှိကတရားဝင်ခေါ်နေတာ3သိန်းလောက်ပဲပေးကြတာဗျာသိရမလားအဲ့တော့12000ဆိုတဲ့ပတ်စံအရန်များနေပါပြီအရန်များနေပြီလို့ပြောရမှာပေါ့နော်အရန်များနေပြီကုမ္ပဏီမှာလုပ်ရလားစားဖြစ်နေပြီအဲ့ပေါ့ကုမ္ပဏီမှာအဲ့လို managing director လာစားလောက်ဖြစ်နေပြီအဲ့လိုပြောလို့ရအဲ့လိုဖြစ်နေပြီပေါ့နော်ဒါပေမဲ့ဒီကကုန်ကြစိတ်တွေနဲ့ဆိုလို့ရှိရင်တော့လေလောက်လားဆိုရင်တချို့လူတွေအတွက်သူတို့သိနေတဲ့လူတွေအတွက်ကတော့မစိုးဘူးပေါ့နော်ဒါပေမဲ့အဲ့လို3ဖြုံးပြစ်နေတဲ့လူတွေဆိုရင်တော့12000မှမဟုတ်ဘူး2200ရတယ်လောက်မှမဟုတ်ဘူးပေါ့နော်အဲ့ပုံမှာတော့မူတည်တယ်ပေါ့ဒါပေမဲ့ကျွန်တော်ကတော့စားဖို့တောက်ဖို့လည်းကိုယ့်အကိုရှာရမယ်ကိုယ့်အကိုရုံးကန်ရမယ်ဆိုလို့ရှိရင်လစာကိုတော့အနည်းဆုံးတော့ကျွန်တော်1000ခွဲလောက်တော့အောက်ထစ်ပေါ့နော်အောက်ထစ်အဲ့လောက်တော့အခြေခံလစာဖြစ်တင်တယ်လို့တော့ကျွန်တော်ထင်တယ်ဒါဖုတ်ခက်ပေါ့နော်ဖုတ်ခက်ပေါ့ဘန်ကောက်ဆိုရင်ပိုပြီးတော့များတယ်ထင်တယ်ဒါပါဟုတ်ဆိုဒါပေမဲ့ကျွန်တော်သိရတော့လည်းဖုတ်ခက်ကလည်းအရင်ဈေးကြီးတယ်နေရတာကအကုန်ဈေးကြီးတယ်အကုန်ဈေးကြီးအခန်းကဆိုရင်ကြောက်စရာအခန်းကကြောက်စရာအဲ့လိုမျိုးအရင်ဈေးကြီးရပါတော့ဒါပေမဲ့ကျွန်တော်ဆောနာပြောတဲ့အဲ့လိုမျိုး1000ခွဲလောက်မှာဆိုတဲ့ပတ်စံကအခန်းကိုကိုပိုင်တယောက်တည်းငှားနေရတာမျိုးမဟုတ်ဘူး share နေတာမျိုးပဲเนาะယောက်ျားလေးဆိုလည်း share နေလို့ရတယ်မိန်းကလေးဆိုလည်းဒီကပုံစံမျိုးတွေ share နေလို့ရတယ်ပေါ့เนาะအဲ့လိုမျိုးလဲဆိုရင်တစ်လကို1000 1500 2000ပေးပြီးတော့ share နေအဲ့လောက်အခြေအနေပဲပြောသေးရเนาะဒါပေမဲ့ဆောနာပြောလို့18000 2000လောက်ထိရဖို့ဆိုတာကလည်းဒီတိုင်းနေဖို့ဆိုတာလေကိုမှာ scale ရှိရင်တော့ပို့တိုးလာမှာပါလေကိုကဘာ scale မှမရှိရင်တော့ဘယ်လောက်ကြာတိုးမှာမဟုတ်ကျွန်တော် home တော့မသိဘူးကျွန်တော်လည်းအဲ့ share နေတဲ့ကိစ္စလည်းပတ်သက်ပြီးတော့เนาะဟိုကွန်ဒိုကောင်းကောင်းငှားလိုက်တယ်အမှ9ရက်လောက်စုနေကြတယ်ဟုတ်လားတကယ်ရှိလားရှီကောင်းရှိနေတယ်ဒါပေမဲ့အဲ့ဒါရာခိုင်နှုန်းနဲ့ပြောရရင်အရင်နဲလိမ့်မယ်โอเคဆောနာပြောသလိုဟိုနည်းနည်းပြောရတာ9ရက်တော့နည်းနည်းများ maybe 3ရက်โอเคမဟုတ်အဲ့ဒါဒါလို့ရှိရဟိုမှာဒီမှာပေါ့နော်အဲ့လိုအလုပ်ကောင်းကောင်းတစ်ခုလုပ်နေရလို့ပေါ့နော်ဒီ professional life ရှိတဲ့လူတွေပေါ့နော်အဲ့လိုလူမျိုးတွေကတော့ငှားနေတာမျိုးတွေရှိကောင်းရှိဒါပေမဲ့ person အရင်နဲလိမ့်မယ်ကျွန်တော်တို့မြန်မာပြည်ကလာတယ်ကျွန်တော်စောနာပြောတဲ့ general worker ဆိုတာအဲ့မင်းပြောတဲ့ကွန်ဒိုအဆင့်တိုက်ခန်းအဆင့်မဟုတ်ဘူးငါကဒီနေရာမှာအိတ်လို့ရတယ်ဒီနေရာမှာအမိုးအကာရှိတယ်အိတ်လို့ရပြီဆိုရင်ပြီးသွားပြီဒါကငါတို့အတွက်ငါတို့အခန်းပဲင
တို့ကမင်းငါတို့အခန်းတိုက်ခန်းဖြစ်နေမှရမယ်အဲကွန်ပါမှရမယ်ငါအခန်းထဲမှာအိမ်သာရေရှိုးကန်တွဲရပါမှရမယ်ရေဘူးရေးပါမလို့ဘာမှမလို့ဘာလို့တကယ်နေရလို့ကျွန်တော်မြင်နေရတာအောက်ကနေပြီးတော့ဒီအထက်သားပြခင်းထားပြီးတော့လေးဘက်လေးလည်းနဲ့အပေါ်အမှုကတွတ်ပဲပတ်ကာထားတာအပေါက်တွေနဲ့တောက်လျှောက်ပဲဒါပေမဲ့အဲ့ဒါသူတို့အခန်းပဲโอเคသူတို့အခန်းပဲကျွန်တော်မကောင်းတယ်ဆိုလို့တမ်းပေါ့နော်မြန်မာလူမျိုးတွေရဲ့ကျွန်တော်တို့ကဘာမှဆိုလက်ခံနိုင်တဲ့အခြေအနေဖြစ်နေဒါပြီကျွန်တော်နေရပဲအဲ့ဒါကျွန်တော်တို့နေရပဲကျွန်တော်တို့ကအဲ့လိုအခြေအနေရှိတယ်ဒါပေမဲ့ဆောနာပြောသလိုရေဘူးရေးပါမှာအဲကွန်ပါမှာဆိုတဲ့လူဒန်းစားတသက်တရက်ရှိတယ်သူတို့တွေလည်းကင်မရာနောက်ကောင်ကြီးအဲ့လိုပတ်စံ1000နဲ့မာစတာဘတ်1 3ခန်းလောက်ပါရှာနေလူတွေโอเคခွေးရလည်းအဲကွန်ကြီးမှနေတာသူအဲ့ဒါမျိုးတွေရှိတာပေါ့နော်အဲ့ဒါကိုရီလည်းဘလို့မှမယုံကန်ပေးနိုင်ဘူးနော်ဟမ်โอเคโอเคအခန်းကိစ္စတော့ဖြတ်တယ်လောက်ပေါ့နော်ဒါကတော့ဘယ်လိုလဲသူတို့ရဲ့ရည်ရွယ်ချက်ကကျွန်တော်စိတ်ထင်တော့တော်တော်များပါတော့ကျွန်တော်တို့အိမ်ပြန်မယ်ငါမိသားစုစီပြန်မယ်ဒါသူတို့ပြန်ရှုမယ်ငါမိသားစုပြန်မယ်ရွာပြန်မယ်အလှူလုပ်မယ်နေပြန်မယ်အလှူလုပ်မယ်ဟိုမချို့ရမင်းလာဆောင်မယ်ဒါအိမ်တိုက်ခန်းစားလိုက်မယ်ဒါစု20လောက်ဒုက္ခခံပြီးလုပ်လိုက်မယ်ပြီးပြန်မယ်ဒါပဲတချို့ကြကျွန်တော်ကြတော့နေကွာကျွန်တော်ကြဒါတော့အိမ်ကလည်းနင်းငယ်ပဲထောက်ပံ့တယ်တိတ်အများကြီးထောက်ပံ့မရဘူးချို့ဆိုရင်လာစားရတယ်တဝက်လောက်ထောက်ပံ့နေရတယ်အဲ့လိုလူမျိုးရှိရောနော်ဒါတော့ထားလိုက်ပါတန်နောက်တော့မတူဘူးပေါ့background မတူတော့လေ background မတူရတဲ့ခါကျတော့လေချို့လည်းအိမ်တော်ရုံကန်တယ်ချို့ကြတယ်သူရေရှည်တော့သူရုံကန်တယ်ဒါတော့ဆူဒါတော့အိုးရင်နဲ့ရှိခဲ့ကျွန်တော်ခက်တယ်မှာမဟုတ်ဒါတော့ပုံမှာပဲโอเคဒီလောက်နဲ့ဖြတ်လိုက်ရအောင်ဒါတော့စက်ပြောတင်ပါတယ်ဒါပေမဲ့ချိတ်တောင်အရာပေါ့နော်โอเคဟိုလုံးဝဟိုကျွန်တော်ဟိုဗာလဲကျွန်တော်ကြားဘူးကျွန်တော်ကြားမိတာပေါ့နော်ကိုပြည့်နေစကားပြောရင်းနဲ့ဟိုစမတ်ကြီးပေးတဲ့ကိစ္စလားโอเคအဲ့လေးပြောပါဘယ်လိုမြင်လဲအော်အဲ့စမတ်ကြီးပြောတဲ့စမတ်ကြီးပေးရတယ်ဆိုတဲ့ကိစ္စမှာကဘယ်လိုsorry နေရတော့မရှင်းပြခင်စမတ်ကြီးကိစ္စကျွန်တော်စမတ်ကြီးဆိုတာတစ်ချက်ရှင်းပြစမတ်ကြီးဆိုတာမြန်မာလိုမြင်အောင်ပြောရရင်ပွဲစားကပေါ့ဗျာโอเคပွဲစားကပေါ့ဟိုမင်းကငါဒီအလုံးမှာဒီအလုံးမှာဒီအလုံးကလိုနေတယ်မင်းလှုပ်ချင်လားလှုပ်ချင်တယ်ဆိုရင်မင်းကတနည်းတစ်ပုံဆက်သွယ်ပေးမယ်တကယ်လို့အဲ့ဒီအလုပ်ကိုမင်းရခဲ့တယ်ဆိုလို့ရှိရင်အလုပ်ရကပေါ့နော်အလုပ်မင်းကငါရှောက်ပေးကအလုပ်ပြောပြကမင်းကကိုဘက်ဘလောက်ပေးရမယ်โอเคအဲ့ဒါမျိုးစမတ်ကြီးလို့ခေါ်တယ်โอเคမင်းအိမ်ခန်းရှာနေတယ်အိမ်ခန်းမင်းလို့ရခြင်းတယ်အိမ်ခန်းရှာနေမရှာလိုက်ပေါ့နော်တကယ်လို့မရဘူးဆိုလို့ရှိရင်မင်းကအခန်းရှာပေးမယ်ဒီအခန်းမျိုးကိုမင်းကြိုက်လားအိမ်ခန်းကောက်လေငှားရလို့စမတ်ကြီးပတ်ပေးရโอเคဒီအခန်းကိုမင်းကြိုက်လားကြိုက်တယ်โอเคကြိုက်တယ်ဆိုလို့ရှိရင်ဒီခန်းကိုမင်းလိုချင်တယ်ဆိုလို့ရှိရင်အိမ်လားစာတွေစပေါ်တွေမင်းမတက်ပြီးဒီခန်းကိုမင်းကရှာပေးကတက်မင်းကဘက်ဘလောက်ပေးအဲ့ဒါကကျွန်တော်သိသလောက်ကဘက်1000ကနေစပြီးတော့ဘက်9000တိရှိရစမတ်ကြီးကအလုတ်ထဲမှာလည်းအဲ့တိုင်းပဲအလုတ်ထဲမှာလည်းအဲ့တိုင်းပဲဘက်1000အလုတ်တစ်ခုလားအလုတ်တစ်ခုကိုအခန်းတစ်ခု fuck အဲ့လောက်ရှိတယ်အဲ့လောက်ထိရှိတယ်တချို့ကအလုတ်ဆိုရင်ဘက်1000ကနေပြီးတော့ဘက်3000 5000အဲ့လောက်ထိရှိတယ်အဲ့ဒါကိုဘယ်လိုမြင်လဲပေါ့နော်ဥပမာထားပါတော့ကိုကအဲ့လိုမျိုးprofessional live တစ်ခုအတွက်ဥမာဒီ graphic designer တယောက်အတွက်လာတာ3000လောက်ရတဲ့အလုပ်တစ်ခုကို तू ကချိတ်ပေးမယ်မင်းကိုအလုပ်ရသွားရင်ဘတ်3000ပေးဘတ်9000ပေး it's okay ရတယ်အဆင်ပြေတယ်ဘာဆိုကိုရဲ့ live တစ်ခုအတွက်ဒီလောက်လာတာရမယ်အလုပ်တစ်ခုအတွက်ကကိုဒီလောက်ရင်းလိုက်ရဘာကိစ္စမရှိဘူးအဲ့ဒါကိုစမတ်ကြီးမပေးခြင်းဘယ်နဲ့စမတ်ကြီးပေးရတယ်ဆိုတာပုံမှန်အဖြစ်ပြောရရင်ဖူးခက်မှာဟိုးအရင်တော့ကျွန်တော်ကြားသလောက်ကအဲ့လိုစမတ်ကြီးပေးရတယ်ဆိုတော့အလေးအထမရှိဘူး okay အလေးအထမရှိဘူးဒါပေမဲ့တခြားထိုင်းနိုင်ငံတချို့နေရာတွေမှာတော်တော်များများမှာစမတ်ကြီးကိစ္စအရန်များတယ်ဖူးခက်မှာမရှိဘူးဒါပေမဲ့ခုနောက်ပိုင်းမှာစစ်ကြားလာရတယ်အဲ့ဒါကိုမကြိုက်ကြဘူးပေါ့နော်မကြိုက်ကြဘူးကျွန်တော်လည်းပုံမှန်အဖြစ်ဆိုရင်တော့ကျွန်တော်ကကြိုက်တဲ့ထဲမှာပါကိုအလုပ်တစ်ခုရဖို့အတွက်ဒီပတ်စံ1000 2000ပေးရတဲ့ဟာကိုကျွန်တော်ဘာလို့မပေးဘာအကြောင်းပြချက်နဲ့မပေးရမှာကျွန်တော်ဒီထက်မကတဲ့ဒုက္ခတွေဒီထက်မကတဲ့ပတ်စံတွေပေးပြီးတော့ကျွန်တော်ကထိုင်းနိုင်ငံကိုရောက်လာတယ်ဟုတ်မလားโอเคငါသဘောကိုမကြောက်စမတ်ကြီးကိုမပေးချင်ဘူးရတယ်မင်းပေးရမယ့်လူရှိမှာအလုပ်သွားသူနဲ့အလုပ်မဆက်ဆက်နဲ့โอเคဒါအရန်လွယ်ကူတယ်ဒါကျွန်တော်အတွေ့ရတော့အရန်လွယ်ကူတယ်မင်းသူနဲ့မဆက်ဆက်နဲ့ဟုတ်ဆိုင်ကယ်မောင်းကိုယ်မရောက်ရှာမင်းမရောက်လိုက်ရှာကိုယ်မရှာနိုင်တယ်ဆိုလို့ရှိရင်မင်းထိုင်းမှာမဟုတ်အမေရိကလည်းမင်းမသွားရှာလို့ရတယ်မင်းမသွားရှာအဲ့လိုမှမဟုတ်ဘဲနဲ့မင်းကမဟုတ်ဘူးကျွန်တော်အလုပ်လိုချင်ပါတယ်ကျွန်တော်စမတ်ကြီးတက်နိုင်ပါတယ်ဆိုလို့ရှိရင်တော့ဒါပေမဲ့တိကျတဲ့လူမျိုးတော့မင်းရွေးနိုင်ရမယ်အေးပေါ့
ဘယ်အမှမသိပဲနဲ့သူများဖုန်းနံပါတ်ကိုယူပြီးတော့အလုပ်သွားဆက်ရှောက်ကြည့်လိုက်မင်းရရင်ငါ့ကိုပေးဆိုတဲ့လူမျိုးပေါ့နော်ဒါကတော့ကိုယ့်ကိုရွေးချယ်ရတာပေါ့နော်ဘယ်လိုလူကတော့ဖြစ်ဘယ်လောက်ထိရွေးချယ်လို့ရလဲဆိုတော့ကိုယ့်ပုံမှာမူတည်ရဲ့ကိုယ့်ပုံမှာမူတည်တယ်အဲ့ဒီလူခဲခက်တာကတော့ကိုယ့်အောင်ကိုခက်ရတာပေါ့နော်တချို့မြန်မာတွေကြတော့လည်းအဲ့လိုမျိုးအတွေးခေါ်နဲ့အသိဉာဏ်တွေကိုတိတ်မရှိနေတဲ့လူမျိုးတွေလည်းရှိတာမျိုးပေါ့နော်ဒီတိုင်းပဲအလုပ်ရမယ်ဆိုပြီးတော့ဘာမှမစဉ်းစားမတွေးခေါ်တော့ဘဲနဲ့ဒီတိုင်းပဲအတင်းပတ်စံပေးလိုက်တယ်ပြီးတော့ဟိုကလိန်သွားတယ်ဒါမျိုးတွေလည်းအများကြီးပေါ့နော်ဒါမျိုးတွေကြောင့်လည်းဒီစမတ်ကြီးဆိုတာမျိုးကြီးကတချို့မပေးချင်ဘူးဆိုတဲ့ဟာကြီးလည်းဖြစ်လာတာပေါ့နော်အဲ့တော့အားလုံးကတော့ကိုယ်နဲ့ပဲသက်ဆိုင်တယ်ကိုယ့်အကိုပဲရအောင်လို့တေချောင်ကိုယ့်ကိုစီစစ်ပေါ့နော်ဒီလူငါ့ကိုအလုပ်ရှာပေးမယ်ဆိုရင်လူရဲ့အခြေအနေကဘယ်လိုရှိသလဲဒီလူဘယ်လိုရက်တည်လဲဒါပေမဲ့ကျွန်တော်ကလူတယောက်ကိုတစ်ခါမှမဆက်ဆံဘူးပဲနဲ့ဒီလူကဘယ်လိုအခြေအနေရှိလဲဆိုတာကိုမြင်ရဖို့ဆိုတာလေကျွန်တော်တော့အခက်ခဲရအဲ့ဒါကိုကျွန်တော်အနေနဲ့ဘယ်လိုမြင်နိုင်လဲဆိုလို့ရှိရင်ကျွန်တော်တို့က social media နဲ့မြင်နိုင်တယ်social media မှာ Facebook မှာတွားကြည့်လို့ရှိရင်ဒီကောင်ကဘာလုပ်နေရလဲဒီကောင်အခြေအနေဘယ်လိုရှိလဲဆိုတော့ကျွန်တော်ဘယ်နေရာမှမြင်နေရမရှိရတော့ကြောင့် social media မှာတော့အနေနဲ့အများမြင်နိုင်တယ်ကျွန်တော်အနေနဲ့ပေါ့နော်သူများတွေတော့မသိဘူးမြင်နိုင်တယ်အဲ့ social media မှာတွားကြည့်ပြီးတော့စိတ်ချရခြင်းမချရခြင်းကိုလည်းအနေနဲ့အများတော့ဆုံးဖြတ်လို့ရတာမျိုးပေါ့နော်အဲ့လိုမျိုးတွေအဖက်ဖက်ကလေ့လာပြီးတော့မှကိုယ့်အတွက်လည်းတကယ်အကျိုးရှိတဲ့လူမျိုးဆိုလို့ရှိရင်ဒီပတ်စံ1000ပေးရတဲ့ကိစ္စမျိုးကိုမြင်မနေနဲ့လို့ပဲယူဆတယ်မြင်တဲ့လူ okay သူတို့နဲ့မဆက်ဆံနဲ့ကျွန်တော်အဲ့လိုပဲမြင်တယ် limit တော့ရှိမလို့9000ကျတော့လေနည်းနည်းများလုံးလား Okay အဲ့ဒါ9000ဆိုတာတော့ရှိနေတဲ့စမတ်ကြီးပုံမှန်တချို့ပေးရတတ်တဲ့ဟာမျိုးပြောတာပါဒါပေမဲ့နည်းပါတယ်အရင်နည်းတယ်9000လောက်ပေးရတဲ့စမတ်ကြီးပေးရတဲ့ဟာမျိုးတော့အရင်နည်းတယ်ဒါပေမဲ့တချို့နေရာတွေမှာလည်းရှိကောင်းရှိနေနိုင်တယ်မသိဘူးဒါပေမဲ့ဆိုတော့9000ဆိုတော့12000နဲ့အလုပ်တစ်ခုရဖို့ပတ်စံ9000ပေးရတယ်ဆိုတော့မျိုးတော့လုံးဝမဖြစ်သင့်ဘူးကျွန်တော်ဆိုတော့ပေးမှာမဟုတ်ဘူးရတယ်မင်း12000မင်းအလုပ်ကိုမရလည်းငါနေပါစေတော့ငါပေါ့ငါတခြားနေရာမှာပဲထက်ရှာမယ်ပေါ့နော်အဲ့လိုမှမဟုတ်ဘဲနဲ့ဆောနာကျွန်တော်ပြောသလိုပဲ3000နဲ့3000ဝန်းကျင်လောက်ရတယ်လားဆိုတော့တစ်ခုအတွက်9000လောက်ပေးရမယ်ဆိုရင်လည်းတန်တယ်လို့ပဲပြောအောင်ပါဒါပေမဲ့ဒါကစကားအဖြစ်ပြောတာပါဘတ်3000လောက်တစ်လောက်ဘတ်3000 4000ရှာနိုင်တဲ့လူတယောက်အနေနဲ့ရတော့လေတယောက်အလုပ်ရှာပေးမှအလုပ်ရမယ့်အခြေအနေတော့မဟုတ်ပါဘူးသူကိုယ်တိုင် online မှာရှာနိုင်နေပြီလေသူကိုယ်တိုင် online မှာရှာနိုင်နေပြီဒါပေမဲ့ကျွန်တော်တို့ကမြန်မာတွေများသောအဖြစ်သုံးတဲ့ social media Facebook ဆိုတာကတည့်ရတိုင်းပဲအဲ့ဒါတွေအတွက်ဘာမဟုတ်ဘူးလေသိရမလားအဲ့ဒါတွေအတွက်ဘာမဟုတ်ဘူးဒီတိုင်းပဲဟိုကဒီကရှောက်ကြည့်ဖို့ပဲဆိုတော့အဲ့ဒါမျိုးတွေတော့ကွာသွားပြန်တာပေါ့နော်အေးပါအဲ့လိုတော့မူတည်ရဟိုကအိမ်ငှားတာကိုအဲ့လို smart ကြီးပေးတာပေါ့ဒါပုံမှန်အဖြစ်ဒါတော့မြန်မာပြည်မှာရှိပါတယ်ရှိရပဲလေတပွဲသားကဒီမှာတော့ time back မှာတော့ရှားရတယ်ဒါပေမဲ့တကယ်ထိုင်းနေသွားတယ်ဒီ Thai agent နဲ့သွားတာတို့ Thai နိုင်ငံသား agent နဲ့သွားတာဖြစ်ဖြစ်ဆိုတော့ဒါပေမဲ့အိမ်ငှားပြီးပတ်စံရတဲ့လူကနေပြီးတော့ပေးတာပဲရှိတယ်ဒါတော့ standard ပေါ့နော်ဟိုမြန်မာတွေရောက်လာတော့လည်းမြန်မာ culture ဖြစ်သွားတယ်ပေါ့နော်အပြည့်ပြောလို့မရဒါတော့ကျွန်တော်မြန်မာနိုင်ငံမှာလည်းရှိရပဲကြိုးပေးတာဒါပေမဲ့တခုပေါ့နော်ဟိုကျွန်တော်လောကအော်မိတယ်ဟိုမြန်မာပြည်မှာကျတော့အဲ့လိုအိမ်ငှားလို့ရှိရင်12လစာဆိုရင်12လစာပေးတာတို့6လစာဆိုတခါတည်းပေးတာတို့ဒီမှာကျတော့အဲ့လိုမျိုး deposit ပေးပြီးလို့ရှိရင်လစဉ်ပဲပေးတာအဲ့ဒါကိုကျွန်တော်ဒီဘက်ဟာပို့ကြိုက်တယ်12လစာပေးတာဆိုအများကြီးတက်တာတယ်ကိုအများကြီးတက်တာပါပေါ့နောက်ပြဿနာတစ်ခုက deposit ပြန်မရတာကြုံဘူးလားdeposit ပြန်မရတာကြုံဘူးတာပေါ့ဒါပေမဲ့ကျွန်တော်တို့ပေးခဲ့ရတဲ့ deposit တွေကတော့အဲ့တုန်းက2000 3000ပေါ့နော်အဲ့ဒီဝန်းကျင်နေပဲပေါ့ဒါပေမဲ့ကျွန်တော်စောနာပြောသလိုမျိုးပဲကျွန်တော်တို့ကငကိုတွေကကျွန်တော်ပေါ့နော်ကျွန်တော်သူများတော့ကျွန်တော်မသိဘူးကျွန်တော်အနေနဲ့ကျွန်တော်ကကိုမြင်ထားပြီးသားငါကဒီနိုင်ငံမှာမြန်မာပြည်မှာလို့ဗျာတချို့မြန်မာစကားပုံရှိရဗျာအိမ်မနေရွာမနေကကြက်ဖပဲသိရမလားကျန်းနေမှာကြက်မှာမရောက်လေဗျာဆောနာပြောဆိုဒါကနေရာတကာမှာအဲ့လိုမျိုးရှောက်ပြီးလုံနေလို့မရဘူးလေဒါကျွန်တော်နိုင်ငံမဟုတ်ဘူးဆောနာပြောဆိုကျွန်တော်ဘက်ကမှန်နေရဆိုရင်တော့မှပဲကျွန်တော်အကုန်လုံးမှန်နေရဆိုရင်တော့ပဲဘာစကားအခက်ခဲရကျွန်တော်သူတို့လူမျိုးနဲ့ကျွန်တော်ဓာတ်ရိုက်မဖြည့်ရှင်းနိုင်ဘူးအဲ့တော့တခြားဟာတွေလည်းရှိနိုင်သေးရပါတော့အဲ့မျိုးကြောင့်ချွေးကိစ္စတွေကြားလို့ရှိရင်လည်းကျွန်တော်ပေါ်တဲ့ပတ်စံထိုင်းဘက်ငွေ 4-5 ထောင်နဲ့ကျွန်တော်ဘာမှဟိုလည်းဖြစ်မနေတော့ဘူးဒါမှရှော့လိုက်တယ်ပေါ့နော်ရှော့လိုက်တယ်ပေါ့အဲ့ဒါကတော့ဆောလာပြီလို့ကြောက်တာကြောင်တာတော့မဟုတ်ဘူးမြန်မာပြည်မှာဆိုရင်တော့မရဘူးလေဗျာ100ဆိုလည်း100 200ဆိုလည်း200ကျုံးမှာပေါ့တဲ့ဒါပေမဲ့ထိုင်းနိုင်ငံမှာမရဘူးလေဒါပေမဲ့ဆောလာပြီလို့ဒီလိုပဲကျွန်တော်ရှော့ပေးလိုက်တယ်ပေါ့နော်ဒါပေမဲ့အဲ့ဒါရှာပါတယ်တစ်ခါလောက်ပါပဲပေါ့နော်အဲ့လိုမျိုးပဲဆိုတော့တိတ်တော့ဟိုနေမဖြစ်ပါဘူးโอเคဒီ podcast ရွေးချက်ဒါပဲ podcast မှာလည်းဒီကျွန်တော်တို့ blue collar လောက်သားတွေပေါ့နော်ကျွန်တော် blue collar ဆိုရင်ဒီအခြေခံလောက်သားလို့ခေါ်တယ်ကျွန်တော်ဒီမဲဘန်းမဲလို့call center မဲလို့ interview လာခြင်းဆိုရင်လာလို့ရတယ်ကျွန်တော် interview လို့တော့မပြောနဲ့စကားလည်းပြောတာဘာမှမဟုတ်စကားလည်းပြောတာတကယ်နှစ်ယောက်စကားလည်းပြောဒါပဲကိုခက်ခဲကိုပြောပြကျွန်တော်ဖိတ်ခေါ်တယ်ဒါကိုပြည့်လည်းကိုပြည့်ခက်ပဲပဲနောက်ပိုင်းကျရင်ကျွန်တော်မပါတော့ဘူးကျွန်တော်ကနောက်ကင်မရာနဲ့မန်နေနဲ့ကျွန်တော်ကိုပြည့်ကူညီတယ်ဒါကိုပြည့်ကတကယ်ဟိုအလုပ်ပေါင်း
ဘာများဆိုဖြတ်ခဲ့တာကိုတက်လည်း experience အများကြီးရှိတယ်နောက်ကိုပြက်နေဦးစီးပြီးတော့ဒီ podcast ကိုလုပ်သွားမယ်ကျွန်တော်ကလည်းအနောက်ကကျွန်တော်ကျွမ်းကျင်တဲ့ရိုက်ကွေးဘက်ကနေပြီးတော့ကျွန်တော်ကူညီပေးမယ်podcast ဒီမှာဒါပြီးတော့စကားလည်းပြောချင်းဖိတ်ခေါ်တယ်ကျွန်တော်တစ်ပတ်ကိုတစ်ခုလောက်လုပ်ဖို့တော့စဉ်းစားတယ်ကျွန်တော်ကိုယ်တိုင်ကနေပြီးတော့လည်းအဲ့လိုဖိတ်မဲ့လူမျိုးတွေတော့ရထားတာရှိတယ်ဗောနော်အဲ့လိုမျိုးဖိတ်တယ်ဆိုလို့ရှိရင်လည်းတကယ်လို့အလုပ်လေးလည်းအားမယ်ဆိုရင်ကျွန်တော်ညှိပြီးတော့ကျွန်တော်တို့လာပြီးတော့အဲ့လို join ပေးပါအောင်ဗောနော်ဆောနာပြောဆိုကျွန်တော်ကကိုရိုးရှာနေရမဟုတ်တဲ့အတွက်ကြောင့်အားလုံးအတွက်ဆိုတဲ့အတွက်ကြောင့်ကျွန်တော်အကူအညီတောင်းတာပါ request လုပ်တာပါကျွန်တော်တို့တကယ်လို့ကျွန်တော်ကလာ join ခဲ့တယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ညှိပြီးတော့ join လို့ရတဲ့အချိန်လေးတွေကျွန်တော်တို့လာပြီးတော့အခုလိုဒီစကားလာပြောပေးကြပါဦးလို့ကျွန်တော်ဖိတ်ခေါ်ပါတယ်ဒီ podcast ကနေပြီးတော့